ဒီကနေ့ကဘာမှာအဘိဓမ္မာနဲ့ပတ်သက်ပြီးတော့အတော်စိတ်ဝင်စားမှုရှိကြပါတယ်ပြသောအဖြစ်အဘိဓမ္မာလို့ဆိုလိုက်တာနဲ့တပြိုင်နက်အဘိဓမ္မာထသင်္ဃာကျမ်းကိုအဓိကထားပြီးတော့ထိုအဘိဓမ္မာထသင်္ဃာကျမ်းတိုင်းပို့ချကြတာများပါတယ်အဘိဓမ္မာ9ကျမ်းကိုပို့ချတာအမတန်မှနဲ့အဘိဓမ္မာ9ကျမ်းလည်းအလွန်ကျယ်ဝန်းလာတော့ဒီကျမ်းကြီးတွေကိုချင်းကပ်ဖို့ဆိုတာတော်တော်လေးခဲရင်ဒါကြောင့်မို့အနည်းဆုံးအဘိဓမ္မာ9ကျမ်းတွေကကျမ်းတိုင်း compilation format သို့မဟုတ် compilation system structure form ကိုသိမယ်ဆိုလို့ရှိရင်ဒီကျမ်းကိုလေ့လာတဲ့အခါမှာများစွာအထောက်အကူဖြစ်နိုင်ပါတယ်ဒါကြောင့်မို့ compilation format of Dhamma Sangani ဆိုတာဒီနေ့ compilation format နဲ့ပတ်သက်ပြီးအနေငယ်ရှင်းပြီးတော့ပြကျမ်းရဲ့ပမာဏကထူးတယ်ကြီးမားလှတာမို့ခြုံငုံသုံးသပ်မိဖို့အနှစ်သာရကိုထုတ်ယူဖို့ဟာခက်ခဲနေဗိဓမာ9ကျမ်းထဲမှာပထမဆုံးဖြစ်တဲ့ဓမ္မသင်္ကနီကျမ်းဒီနေ့သတ္ထသံဃာယနာစာမျက်နှာအနေနဲ့298မျက်နှာရိုက်လိုက်ပြီးတော့ရှိတယ်ပြတော်ဖြင့်ဒီဗိဓမာကျမ်းတွေဟာလေ့လာသူကင်းမဲ့ပြီးတော့စာကြည့်လိုက်တဲ့ထဲမှာပဲဒီတိုင်းရှိနေကြတာများဗမာပြည်မှာတော့စာသင်သားတွေစာကြရမ်းမှာပြဋ္ဌာန်းထားသည့်အတွက်ကြောင့်ဓမ္မသင်္ကနီနဲ့အထတာလေးနေကိုတော့သင်ကြားကြတာနောက်ယမိုက်တို့ပဋ္ဌာန်းတို့ကလည်းသင်ကြားမှုလေးတွေရှိတယ်သို့တော့မူရင်းကျမ်းကြီးတွေကိုသင်နိုင်ဖို့ဆိုတာကြတော့အချိန်တွေအများကြီးလိုအပ်ပြီးတော့နေတာဒါကြောင့်ဒီနေ့ compilation format of Dhamma Sangani ဆိုတာလေးနည်းနည်းရှင်းပြခြင်းပါအဲ့ဒါကိုရှင်းမပြခင်အဘိဓမ္မာဆိုတာအဘိဓမ္မာရဲ့အဓိပ္ပာယ်ကိုအထသလိနိထေကထာကတော့ဓမ္မာတိရေကဓမ္မဝိသေတထေနအဘိဓမ္မောတိကိုစတိလို့ဖွင့်ဆိုထားတော့အဘိဓမ္မာဆိုတာအတိရေကဓမ္မသုတ္တံပါဠိတွေတဲ့ပို့ပြီးတော့ပြီးစုံရှင်းပြတဲ့ဓမ္မလို့ဒီလိုအဓိပ္ပာယ်ရဓမ္မဝိသေတဓမ္မထူးထူးခြားခြားပြည့်စုံတဲ့တရားလို့လေးနဲ့တဲ့တရားလို့ဒီလိုအဓိပ္ပာယ်နဲ့ဓမ္မဆိုတဲ့စကားလုံးရဲ့ရှေ့မှာအဘိဓမ္မာအဘိဆိုတဲ့စကားလုံးကိုထည့်သွင်းပြီးတော့ဒီစကားကိုသုံးထားတာဘာဖြစ်လို့လဲဆိုမြတ်စွာဘုရားဟောတဲ့တရားတွေဟာဓမ္မဝိနယလို့ဗုဒ္ဓရဲ့ဝါစနာကိုခွဲမယ်ဆိုရင်ဓမ္မနဲ့ဝိနယနှစ်ခုရှိအဲဓမ္မဝိနယထဲမှာဝိနယဆိုတာတော့ဝိနည်းကျမ်းကိုရည်ညွှန်းပြီးတော့ဓမ္မဆိုတာသုတ်တန္တနဲ့အဘိဓမ္မာဒီတရားနှစ်ခုကိုရည်ညွှန်းတာဖြစ်လို့ထိုသုတ်တန္တနဲ့အဘိဓမ္မာနှစ်ခုကိုတစ်ခါထပ်ပြီးခွဲတဲ့အခါဓမ္မကိုဓမ္မအဘိဓမ္မာလို့ဝိသေသနာပုတ်မပါတဲ့ဓမ္မကသုတ်တံအဘိဆိုတဲ့ဝိသေသနာပုတ်ထည့်သွင်းပြီးတော့ပြောကြားကြတာတော့အခုဒီထူးခြားတဲ့အတိရေကဓမ္မဝိသေသဓမ္မလို့အတိရေကဝိသေသဆိုတဲ့အဓိပ္ပာယ်ရတဲ့အဘိဓရာနဲ့တွဲဖက်ပြီးတော့အဘိဓမ္မလို့ဒီလိုဆိုထားတာအတိရေကဓမ္မလို့ဆိုတဲ့အတိုင်းပဲသုတ်တန်တွေမှာမတွေ့ရတဲ့ဤစနစ်တွေကိုအသုံးပြုပြီးတော့mind နဲ့ body နာမ်နဲ့ရုပ်နဲ့နာမ်ကိုအသေးစိတ် analyze လုပ်တဲ့နေရာမှာထူးထူးခြားခြားပြီးစုံရှိသမျှနည်းတွေကုံအောင်ဖော်ပြထားတာမို့အဘိဓမ္မာဟာအလွန်ထူးခြားတယ်လို့ဆိုရမှာအဲ့ဒီအဘိဓမ္မာကိုထေရဝါဒပိဋကတ်တွေမှာ
ခုနှစ်ချမ်းရှိတယ်လို့သတ်မှတ်ထားတယ်ဓမ္မသင်္ကနီဝိပင်ကဓာတုကထာပုဂ္ဂလပညတ္တိကထာဝတ္ထုယမကပဋ္ဌာနာလို့ခုနှစ်ချမ်းသတ်မှတ်ပြီးတော့ထားတယ်အဲ့ဒီခုနှစ်ချမ်းသတ်မှတ်ထားတဲ့ထဲမှာဓမ္မသင်္ကနီဝိပင်ကဓာတုကထာပုဂ္ဂလပညတ္တိယမကပဋ္ဌာနာဆိုတဲ့ဒီ6ချမ်းကိုအများကလက်ခံထားတော့လဲကထာဝတ္ထုနဲ့ပတ်သက်ပြီးတော့အငင်းပွားမှုကလေးတွေရှိတာကိုအထသလိနီထေကထာမှာတွေ့ရမှာဖြစ်ပါတယ်သို့တော်ရှင်မဘုရားဂေါသကကထာဝတ္ထုကိုဖျားဟောအဖြစ်လက်ခံဖို့ရာအာလုံးထေရဝါဒ tradition အရကထာဝတ္ထုဟာပြီးတော့မှ9ချမ်းတဲ့ကတကြမ်းအဖြစ်အတည်ပြုပြီးတော့ဆုံးဖြတ်ချက်ချထားခဲ့တယ်အဲ့ဒီချထားခဲ့တဲ့အတိုင်းဒီကနေ့အင်္ဂါနာ6တန်တင်ခဲ့တဲ့ကျမ်းစာတွေမှာကထာဝတ္ထုကိုပဲအတည်ပြုပြီးတော့9ချမ်းအဖြစ်ဖော်ပြနေကြပါအဲ့ဒီ9ချမ်းထဲမှာပထမဆုံးကျမ်းကတော့ဓမ္မသင်္ကနီဆိုဓမ္မတွေအလုံးကိုစုစည်းပြီးတော့အခြေခံအပြင်ဖော်ပြထားတဲ့ကျမ်းဖြစ်လို့ဓမ္မသင်္ကနီ Compendium of ဓမ္မလို့လည်းဒီလိုပြန်ကြတယ်ဓမ္မသင်္ကနီကိုအဲ့ဒီဓမ္မသင်္ကနီကျမ်းဖွဲ့စည်းပုံကပထမဆုံးမာတိကာလို့ဆိုတဲ့ outline ကိုရှင်းဥစွာဖော်ပြတာcontent လို့လည်းပြောလို့ရတယ်ပေါ့ outline အဲ့ဒီတိကမာတိကာနဲ့ဒုက္ခမာတိကာဆိုပြီးတော့မာတိကာနှစ်ခုကိုရှေ့ရဒီကနေ့ပုံနှိပ်ဖော်ပြထားတဲ့စာအုပ်တွေထဲမှာဓမ္မသင်္ကနီကျမ်းမှာရှေ့ပိုင်းကတိကမာတိကာနဲ့ဒုက္ခမာတိကာဆိုပြီးတော့မာတိကာတွေကိုရှေ့ဥစွာဖော်ပြလက်ရှိတယ်အဲ့ဒီမာတိကာတွေကိုလည်းပဲဒီမာတိကာဟာဓမ္မသင်္ကနီကျမ်းရဲ့မာတိကာလားလို့ဆိုတော့အထသလိနီထေကရာမှာတတ္တနံပကရဏနံမာတိကာလို့အဘိဓမ္မာ9ကျမ်းရဲ့မာတိကာအဖြစ်ဖော်ပြပါဓမ္မသင်္ကနီကျမ်းတသက်ရဲ့မာတိကာမဟုတ်ဘဲနဲ့ဒီတိကမာတိကာဒုက္ခမာတိကာဆိုတာဟာအဘိဓမ္မာ9ကျမ်းလုံးရဲ့မာတိကာလို့ထသလိနီထေကရာမှာဒီလိုဖော်ပြထားတော့ပထမဆုံးအုပ်မှာရှေ့ကမာတိကာထည့်ထားတာဟာဓမ္မသင်္ကနီကျမ်းအတွက်တတ်မဟုတ်ဘဲနဲ့အဘိဓမ္မာ9ကျမ်းလုံးအတွက်အောက်လိုင်းပေးထားတာလို့ဒီလိုမှတ်ယူကြမှာဖြစ်ပါတယ်ဒါကြောင့်မို့မြတ်စွာဘုရားကတရားတစ်ခုကိုဟောရမယ်ဆိုလို့ရှိရင်ရှေးဥစွာမာတိကာခေါင်းစဉ်လေးတွေကိုပေးလေးရှိတယ်အဲ့ဒီမာတိကာခေါင်းစဉ်လေးတွေကိုမှအသေးစိတ်ရှင်းပြပြီးတော့ဟောတာဒါမြတ်စွာဘုရားရဲ့ဟောပြောတဲ့နည်းစနစ်ပဲဗုဒ္ဓဟောပြောပုံတက္ကနိကအမတန်မှစနစ်ကြတယ်ဟောပုံဟောနည်းကချက်လက်ကလေးတွေတစ်ခုစီတစ်ခုစီတုတ်တန်တွေမှာလည်းပဲထို့တူပဲတစ်ခုစီတစ်ခုစီဖော်ပြပြီးထိုတစ်ခုစီရဲ့အသေးစိတ်ကိုထပ်ပြီးတော့ရှင်းလင်းဖော်ပြအဲ့ဒါလိုပဲအဘိဓမ္မာ9ကျမ်းဟောတော့မယ်ဆိုလို့ရှိရင်အဘိဓမ္မာ9ကျမ်းရဲ့ outline ဖြစ်တဲ့မာတိကာတွေကိုအရင်ဖော်ပြအလုံးသိတဲ့အတိုင်းတိကလို့ဆိုရဲ3ခုအစုမြန်မာကတော့ဘာသာမပြန်မဲနဲ့တိကကိုတိတ်လို့ခေါ်လိုက်တာတိတ်လို့ခေါ်လိုက်တော့စကားတွေကရောထွေးသွားနိုင်တယ်ပေါ့ပါဠိနဲ့မနိစ္စတဲ့ပုဂ္ဂိုလ်ဘုရားကျမ်းစာတွေနဲ့မနိစ္စတဲ့ပုဂ္ဂိုလ်တွေဟာတိတ်ဆိုလို့ရှိရင်တခြားအဓိပ္ပာယ်တွေရောထွေးသွားနိုင်တယ်ဒါကြောင့်မို့တိကဆိုတာ3ခုအစု3ခုစုထားတဲ့မာတိကာ3ခုတစ်စု3ခုတစ်စုထားတဲ့မာတိကာမျိုးa set of 3ပေါ့ a set of 3 3ခုတစ်စု3ခုတစ်စုအဲ့ဒီ online လေးတွေကိုအရင်လေ့လာကြရတာဒီပါဆိုရင်ကုသလဓမ္မအကုသလဓမ္မအပြာဂတဓမ္မလို့ဆိုပြီးတော့ပထမဆုံးကုသလတိကဆိုပြီးဓမ္မ3မျိုးကိုခွဲခြားပြီးတော့ပြထားတယ်ဓမ္မဆိုတဲ့စကားလုံးမှာဓမ္မဆိုတာအလုံးနဲ့သက်ဆိုင်တဲ့ဓမ္မဖြစ်တယ်သို့တော်လည်းရှေ့ကကုသလအကုသလအပြာဂတလို့ဆိုလိုက်တဲ့ဖြင့်ဆိုင်ရာဓမ္မတွေကိုဒါရည်ညွှန်းသွားတယ်
ကုသလဆိုတဲ့ရှေးကစကလုံးရဲ့အကန့်အသတ်ကြောင့်နောက်ကဓမ္မသည်အကုသလမှာရှိတဲ့ဓမ္မနဲ့မတူတော့ဘူးအကုသလဓမ္မမှာရှိတဲ့ဓမ္မဟာလည်းပဲအကုသလလို့ဆိုတဲ့ရှေးကဝိသေသနာပုဂ္ဂိုလ်ထောက်ပြီးတော့ကုသလတို့ဗျာဂတတို့နဲ့မသက်ဆိုင်ဘူးလို့ဗျာဂတဓမ္မမှာရှိတဲ့ဓမ္မဟာလည်းကျန်တဲ့နှစ်ခုနဲ့မသက်ဆိုင်တော့ဘူးလို့ဆိုတာတရရေးရနားလည်ရပြီးသားဖြစ်သွားတယ်အဲ့ဒါလို့မဟုတ်ဘူးဆိုရင်ဓမ္မဆွဲစကလုံးကgeneral ဖြစ်နေသည့်အတွက်ကြောင့်အားလုံးနဲ့ဆိုင်နေတဲ့စကလုံးလို့ဖြစ်အဲ့ဒီဓမ္မတွေကိုအသေးစိတ်ကုသလတိကပါ3စုဝေဒနာတိကဆိုပြီးဝေဒနာနဲ့ပတ်သက်ပြီး3စုဝိပါကနဲ့ပတ်သက်တာ3စုဥပါဒိဏဥပါဒနိယနဲ့ပတ်သက်တာ3စုစသဖြင့်မာတိကအောက်လိုင်းတွေကိုပေးပြီးတော့မြတ်စွာဘုရားကအဘိဓမ္မာ9ကျမ်းကိုဟောတာဖြစ်ပါအဲ့ဒီဓမ္မသင်္ကနီမှာလည်းပဲအောက်လိုင်းပေးထားတဲ့အထဲမှာအကုန်လုံးရှင်းပြတာမဟုတ်ဘဲနဲ့အချို့အဝက်သာရှင်းပြတယ်ဆိုတာ format ချကြည့်လိုက်လို့ရှိရင်သိနိုင်မှာအဲ့တော့ဓမ္မသင်္ကနီရဲ့အဘိဓမ္မာ9ကျမ်းရဲ့အောက်လိုင်းကတိက22နဲ့ဒုက100အဲ့နောက်မှာရှင်သာရိပုတ္တရာကထပ်ပြီးတော့ဖြည့်ထားတဲ့တုတ်တန်တိကဒုကဆိုပြီးတော့42ခုထပ်ပြီးတော့ဖြည့်ထားတုတ်တန်ကနေပြီးယူပြီးပြီးတော့မှလည်းထည့်ပြီးတော့ပြထားတယ်လို့ဆိုအဲ့တော့ရှင်သာရိပုတ္တရာထည့်ထားတဲ့နောက်ထပ်ဖြည့်ဆွတ်ထားတဲ့ဟာလို့ဒီလိုယူဆဘာဖြစ်လို့လဲဆိုအဘိဓမ္မာကျမ်းစာတွေကိုစီစဉ်ပြီးတော့ပို့ချတာဟာမြတ်စွာဘုရားစီကသင်ယူပြီးတော့ရှင်သာရိပုတ္တရာစီစဉ်ပို့ချတာဖြစ်ပါဒါကြောင့်မို့အထတာလေးနေမှာအဘိဓမ္မေဝါစနာမေဃောနာမသာရိပုတ္တထေရပဘောလို့ဆိုထားတယ်အဘိဓမ္မာမှာသင်ယူညွှန်းနှန်းနေအဘိဓမ္မာမှာရှိတဲ့ textual order တွေဟာရှင်သာရိပုတ္တရာစီစဉ်တာပါလို့တဲ့ဆိုထားတာရှိတယ်ဒါကြောင့်မို့လို့ဒီအဘိဓမ္မာဟာမြတ်စွာဘုရားကတာဝရိန္ဒနတ်ပြည်မှာဟောတော့ကအလွန်ကျယ်ဝန်းတဲ့အဘိဓမ္မာတရားဖြစ်တယ်။တာမန်လူသားတွေအတွက်လိုက်ပြီးတော့မှတ်ဖို့ရမလွယ်လောက်အောင်ခဲရင်းတယ်။အမတန်ဉာဏ်ကြီးတဲ့ရှင်သာရိပုတ္တရာမထေရမြတ်တောင်မြတ်စွာဘုရားကအဘိဓမ္မာတရားတော်နတ်ပြည်မှာဟောခဲ့တာကိုအချက်အလက်ရည်ညွှန်းပြီးတော့မြတ်စွာဘုရားကအချင်းချုပ် digest ပုံစံမျိုးမြတ်စွာဘုရားကဘယ်တရားတွေကိုဟောခဲ့တယ်ဆိုတာကိုမြတ်စွာဘုရားက hinted လောက်တာအရေးအမြတ်ရှင်းလင်းပြသထားခဲ့အဲ့ဒါကိုရှင်သာရိပုတ္တရာမထေရမြတ်ကကိုယ်ပိုင်ဉာဏ်နဲ့ချဲ့ထွင်ပြီးတော့လူသားတွေနဲ့သင်လျော်ယုံမကျင့်မကျက်ဆိုပြီးတော့စီစဉ်ပို့ချခဲ့တာဒီကနေ့လူပြည်မှာရှိတဲ့အဘိဓမ္မာကအဲ့ဒီပုံစံနဲ့ရှင်သာရိပုတ္တရာရဲ့ပို့ချချက်ဒါကြောင့်အဘိဓမ္မေဝါစနာမေဃောနာမသာရိပုတ္တထေရပဘောတဲ့အဘိဓမ္မာပို့ချတဲ့အစီအစဉ်ဟာရှင်သာရိပုတ္တရာမထေရမြတ်ရဲ့လက်ချပါလို့ဒီလိုပြောတာအဲ့တော့အဘိဓမ္မာလို့ခေါ်နေကြရတဲ့ဒီကနေ့ခေတ်မှာအများစုကအဘိဓမ္မာလို့ခေါ်နေလို့ရှိရင်အဘိဓမ္မာထသင်္ဃဟမှာထုတ်ထားတဲ့ essence of အဘိဓမ္မာအဘိဓမ္မာရဲ့အနှစ်ချုပ်ကလေးတွေအဘိဓမ္မာရဲ့အနှစ်ချုပ်ကလေးတွေကိုပဲအဘိဓမ္မာကျမ်းလို့ဒီလိုအများစုလေ့လာသို့တော့အဲ့ဒီအနှစ်ချုပ်ကလေးသိတာဒီပဲလဲအဘိဓမ္မာဖို့ဟာများစွာတန်ဖိုးရှိပါတယ်အနှစ်ချုပ်ကလေးသိပြီးတဲ့အခါမှာအကျယ်တဝင့်ကိုနားလည်ဖို့ရာအတွက်အချိန်ပေးနိုင်လို့ရှိရင်နားလည်ဖို့များစွာလွယ်ကူပြီးတော့သွားတယ်သို့မဟုတ်ပဲနဲ့အဘိဓမ္မာထသင်္ဃဟကျမ်းလို့ကျမ်းမရှိပဲနဲ့အဘိဓမ္မာကျမ်းကြီးတွေကိုတက်လှမ်းမယ်ဆိုလို့ရှိရင်ချင်းကပ်မယ်ဆိုရင်ဘယ်လိုမှ accents ကိုထုတ်ယူနိုင်မှာမဟုတ်ဘူး။ဘာဖြစ်လို့လဲဆိုသိကျယ်လွန်အားကြီးတယ်။သိကျယ်လွန်အားကြီးတော့လက်လန်းမမီဘူးပေါ့။အဲ့တော့အဘိဓမ္မာထသင်္ဃဟကျမ်းဟာအမတန်မှကျေးဇူးများတဲ့ကျမ်းထေရဝါဒအဘိဓမ္မာထွန်းကားရေးအတွက်အလွန်အထောက်အကူပြုတဲ့ကျမ်းတစ်ခုဖြစ်ပါတယ်။ဒီကျမ်းဒီပင်လည်းခုပြည်တော်စုမြန်မာနိုင်ငံတော်မှာသာဒီကျမ်းဟာသင်ယူပို့ချပြီးတော့
ပြန်ပွားထွန်းကားပြီးတော့နေတယ်မူလရေးရင်းဌာနမှာဖြစ်တဲ့သီရိလင်္ကာတို့တောင်မှပဲဒီအဘိဓမ္မထသင်္ဃာကျမ်းဟာသင်ယူပို့ချမှုအလွန်အားနည်းသွားတယ်အလွန်အားနည်းသွားသည့်အတွက်ကြောင့်အဘိဓမ္မာရဲ့အနှစ်သာရသိဖို့ရတဲ့တော်တော်ခက်ခဲပြီးတော့သွားပါဒါကိုယ်တိုင်ပဲ1990နဲ့90ပြည့်နှစ်ကသီရိလင်္ကာနိုင်ငံကိုလံဘိုမြို့နားကဘော်ရဲလာဆိုတဲ့မြို့ငယ်လေးတစ်ခုရှိဘော်ရဲလာဆိုတဲ့မြို့မှာ YMBA အသင်းကြီးကစီစဉ်ပြီးတော့အဘိဓမ္မာသင်တန်းပို့ချခဲ့ရတစ်နှစ်ပို့ချတာမှစိတ်ပိုင်းနဲ့စေတသိက်ပိုင်းနှစ်ပိုင်းပဲကုန်ဘာလို့လဲဆိုတစ်လမှ4ရက်စနေနေ့တိုင်းသွားပြီးတော့ပို့ချတာဆိုအဲ့ဒါလောက်သိပဲလေအဘိဓမ္မာနဲ့အလှမ်းဝေးနေသေးတဲ့ပုဂ္ဂိုလ်တွေအတွက်တော်တော်ကိုများတယ်လို့ဒီလိုယူဆရပါတယ်အဲ့တော့ဒီကနေ့ဓမ္မသင်္ကနီကျမ်းရဲ့ format လေးကိုကြည့်ရအောင် compilation format of ဓမ္မသင်္ကနီအလွန်စနစ်တကျလုပ်ထားတာဖြစ်တယ်ဒါကိုကြည့်မယ်ဆိုလို့ရှိရင် compilation system ဟာအလွန်ကောင်းတယ်လို့ပြောဓမ္မသင်္ကနီမှာဓမ္မတွေကို3စုအစု22မျိုး2စုအစု100တုတ်တံဘက်က42 142ခုစုပြီးတဲ့အခါကျတော့မှအဲ့ဒီ outline အတိုင်းဓမ္မသင်္ကနီကျမ်းမှာ section 4ခုနဲ့ပေးပြီးတော့ဖော်ပြထားတာကိုတွေ့ရပါတယ်နံပါတ်1ကจิตတဝိပတ္တိจิตတုပ္ပါဒကန္တလို့လည်းဒီလိုခေါ်တယ်จิตတဝိပတ္တိနံပါတ်2ကရူပဝိပတ္တိနံပါတ်3ကနိခေပရာတိနံပါတ်4ကအထုဒ္ဒရာလို့ဒီလိုဓမ္မသင်္ကနီကျမ်းမှာ section 4မျိုးခွဲခြားပြီးတော့ထားတာရှိတယ်အဲ့ဒီစိတ်တဝိပတ္တိကိုပဲจิตဝိပတ္တိကိုပဲจิตတုပ္ပါဒကန္တဒီလိုလဲခေါ်သေးတယ်ရူပဝိပတ္တိကိုပဲရူပကန္တလို့လဲခေါ်တယ်နိခေပရာတိကိုပဲနိခေပကန္တလို့လဲခေါ်တယ်အထုဒ္ဓါရကိုပဲအထကထာကန္တလို့လဲဒီလိုဖော်ပြတယ်အဲ့တော့ဒီနာမည်နှစ်ခုဟာတူတယ်လို့သို့တော့သတ္ထသံဃာနာမူတွေမှာတော့ခေါင်းစည်းမှာတော့จิตတုပ္ပါဒကန္တလို့ရူပကန္တလို့ဒီလိုဖော်ပြထားပေမဲ့လို့ဏိဂုံးကြတဲ့အခါကျတော့จิตဝိပတ္တိလို့ဒီလိုဖော်ပြထားအဲကြောင့်မို့ဒီနာမည်နှစ်ခုစလုံးဟာသုံးပြုတဲ့နာမည်လို့မှတ်ရမှာပါจิตဝိပတ္တိဆိုပြီးရူပကန္တကလည်းရူပဝိပတ္တိလို့ဒီလိုသုံးတာအဲ့တော့จิตဝိပတ္တိဆိုတာကအဓိကအားဖြင့်စိတ်89ခုအထတ္တလိနီမှာဖော်ပြထားတဲ့အတိုင်းဧကုဏနဝုတိจิตာနိจิตဝိပတ္တိနာမတခုယုတ်89ပါးသောစိတ်တွေဟာစိတ်တဝိပတ္တိပဲအဲ့ဒါတွေကိုရှင်းလင်းဖော်ပြတဲ့အခန်းကဏ္ဍအဲ့ဒီစိတ်တဝိပတ္တိအခန်းဟာဘယ်လောက်ရှိတယ်လဲလို့ဆိုရင်ဘာနာဝါရနဲ့တွက်ပြီးပြောလို့ရှိရင်6ဘာနာဝါရကျော်ရှိတယ်ဘာနာဝါရဆို6ခါရနာပြီးတော့ရွတ်ရမယ်လို့ပြောတယ်တခါတည်းတစ်ဆက်တည်းအကုန်မရွတ်နိုင်ဘူး6ခါရနာပြီးတော့ရွတ်ရမယ်6ဘာနာဝါရကျော်လေးရှိတယ်လို့ဒီလိုဆိုလို့နောက်ဒုတိယရူပဝိပတ္တိမှာ2ဘာနာဝါရကျော်ရှိတယ်နောက်နိခေပရာတိနိခေပကန္တကြတော့3ဘာနာဝါရခန်းလောက်ရှိတယ်အထုဒ္ဒရလို့ခေါ်တဲ့အထကထာကန္တကတော့2ဘာနာဝါရခန်းလောက်ရှိတယ်အားလုံးပေါင်းလိုက်တဲ့အခါကျတော့ဓမ္မသင်္ကနီကျမ်းဟာ73ချိန်လောက်73ဘာနာဝါရကရှိတာဆို73ခါလောက်ရနာပြီးတော့ရွတ်ရမယ်လို့ဒီလိုပြောတယ်
ဘာနာဝရအတိုင်းအတာတစ်ခုနဲ့ဖော်ပြဒါကစာပေကျမ်းဂန်ရဲ့ပမာဏကိုအထက်ကရာတွေမှာဖွင့်ပြလေးရှိတယ်ဘာနာဝရရွတ်ဖတ်တဲ့စေရမယ့်အချိန်လေးတွေထည့်သွင်းပြီးတော့အချိန်နဲ့တတ်မှတ်ပြီးတော့ဖော်ပြတာအတိုင်းတာဒီကနေ့ခေတ်မှာတော့စလုံးရည်ဘလောက်တို့စာမျက်နှာဘလောက်တို့ဒီလိုအတေထားနဲ့ဖော်ပြလေးရှိကြတယ်ပေါ့ရှေးခေတ်ကတော့ဘာနာဝရလို့ဆိုပြီးတော့ရွတ်ဖတ်ရမယ့်အချိန်ဘယ်နှချိန်ရှိသလဲဆိုအတိုင်းတာတစ်ခုတတ်မှတ်ပြီးတော့ဖော်ပြထားတော့ကျမ်းစာရဲ့အတိုင်းအတာတစ်ခုတတ်မှတ်တဲ့နည်းစနစ်တစ်ခုသိရတာအဲ့ဒီမှာဓမ္မနီသင်္ကနီကျမ်းရဲ့စိတ်တဝိပတ္တိinternational ဆိုရင်စိတ်တဝိပတ္တိလို့ဖတ်မှာပေါ့လေအဲ့ဒီစိတ်တဝိပတ္တိဟာဘာကိုဝေဖန်ပြီးတော့ပြတော့ဆိုတိက22ခုတည်းကကုသလတိကကုသလဓမ္မအကုသလဓမ္မအပြာကတဓမ္မဆိုအဲ့ဒီကုသလတိကလေးတစ်ခုတည်းကိုပဲနံပါတ်1စိတ်တဝိပတ္တိနံပါတ်2ရူပဝိပတ္တိလို့နောက်နံပါတ်3နေခေပခန္ဓာမှာလည်းထည့်ပြီးတော့ဖော်ပြထားတယ်ကုသလတိတ်လေးတစ်ခုတည်းတင်ကိုပဲအဲ့ဒီဓမ္မသင်္ကနီမှာဒီလိုအဲ့တော့တိတ်အားလုံးကိုတိကအားလုံးကိုဖော်ပြမယ်ဆိုရင်တော့အများကြီးဖြစ်လာเสียရှိတယ်ခုဓမ္မသင်္ကနီကျမ်းမှာစိတ်တဝိပတ္တိစိတ်တုပါဒကန္တဆိုတာကုသလဓမ္မအကုသလဓမ္မအပြာကတဓမ္မဒီ3ခုကိုရှင်းပြတာတော့ပဲရှိတယ်ဒုက္ခယဝေဒနာသံယုတဓမ္မဒုက္ခယဝေဒနာယသံယုတဓမ္မအဒုက္ခယမဒုက္ခယအဒုက္ခမဒုက္ခယဝေဒနာယသံယုတဓမ္မစတဲ့ဝေဒနာတိတ်တွေကိုထည့်သွင်းပြီးတော့ရှင်းပြမယ်ဆိုလို့ရှိရင်ဓမ္မသင်္ကနီကျမ်းကြီးဟာအလုံးကိုကြီးသွားတဲ့ကျမ်းကြီးဖြစ်တော့မှာတိက22ခုတည်းကတစ်ခုတည်းတင်ပဲစိတ်တဝိပတ္တိရူပဝိပတ္တိနောက်နေခေပအချုပ်ဒီလိုဖော်ပြနောက်အထုဒ္ဒါရကုသလတိတ်ကိုတော့ပြည့်ပြည့်စုံစုံစိတ်တုပါဒကန္တာလည်းစိတ်တဝိပတ္တိကလည်းကုသလတိတ်ကိုပဲရူပဝိပတ္တိကလည်းကုသလတိတ်ကိုပဲနေခေပကလည်းနေခေပကြတော့ကုသလတိတ်အပါဝင်ပြတယ်နောက်အထုဒ္ဒါရကြတော့လည်းကုသလတိတ်ပါဝင်တယ်အဲ့ဒီဇေယျမှာဖော်ပြထားတဲ့အတိုင်းအာသဆိုတာကြံတဲ့တိတ်တွေအဲ့ဒီကြံတဲ့တိတ်တွေကြတော့နေခေပကန္တာနဲ့အထုဒ္ဒါရအထကထာကန္တမှာပဲပြစိတ်တဝိပတ္တိနဲ့ရူပဝိပတ္တိမှာဉာဏ်နဲ့တိတ်တွေအကြောင်းမပြအဲ့ဒါတွေပါပြမယ်ဆိုရင်အများကြီးဖြစ်မှာပေါ့နောက်ဒုက္ခကြတော့အဘိဓမ္မာဒုက္ခနဲ့သုတ်တန်တိကဒုက္ခဆိုပြီးတော့နှစ်ခုအဘိဓမ္မာဒုက္ခကတော့မြတ်စွာဘုရားကိုယ်တိုင်ဟောတာလို့အထတ္တလေးတွေကဒီလိုဆိုတယ်ဘုရားကိုယ်တိုင်စိနေနအာဟိစဘာတိတာဘုရားကိုယ်တိုင်ဟောတဲ့ဟာသုတ်တန်တိကဒုက္ခကြတော့ဘုရားကိုယ်တိုင်ဟောတာမဟုတ်ဘူးတဲ့သုတ်တန်တွေကနေယူပြီးတော့ရှင်သာရိပုတ္တရာက compilation လုပ်တဲ့အနေနဲ့ဓမ္မသင်္ကနီထဲမှာထည့်ပေးထားတာလို့သူတို့ပြောတယ်မူလထဲမှာမပါဘူးပေါ့နောက်ထပ်ထပ်ပြီးတော့ပေးထားတာဖြစ်ဆွပြီးတော့ပေးထားတာအဲ့ဒါကြောင့်မလို့ဒုက္ခဆိုတဲ့နှစ်ခုအစုကြတော့အဘိဓမ္မာဒုက္ခကိုဖော်ပြတာနေခေပကန္တမှာဖော်ပြတယ်နောက်အထုဒ္ဒါရမှာဖော်ပြတယ်နောက်သုတ်တန်တိကဒုက္ခကြတော့နေခေပတစ်ခုတည်းမှာသာဖော်ပြတယ်အထုဒ္ဒါရကြတော့မဖော်ပြပြန်အဲ့တော့နေခေပမှာပဲဖော်ပြပြီးအထုဒ္ဒါရမှာမဖော်ပြဘူးလို့ဒါက compilation format ချကြည့်လိုက်တဲ့အခါဒီဓမ္မသင်္ကနီကျမ်းရဲ့ structure form ပေါ့ဓမ္မသင်္ကနီကျမ်းဘယ်လိုတည်ဆောက်ထားတယ်ဆိုတော့ perspective ကိုတွေ့ရတယ်ပေါ့ဒီပုံစံနဲ့တွေ့ရဒီလိုလေ့လာကြည့်လို့ရတခါအထက်ကထာမှာရှင်းထားတဲ့ခေါင်းစဉ်လေးတစ်ခုနဲ့ပြောမယ်ဆိုလို့ရှိရင်အထက်ကထာမှာရှင်းထားတဲ့ textual division ကြတော့
ပုံစံတစ်မျိုးတွေ့ရပြန်ဒါပါဠိတော်အခုဒီကနေ့ခေတ်အနေထားကခုနကပြောခဲ့တဲ့ the compilation format of Dhammasangani ဟာခုနကအခုပြထားခဲ့တဲ့ဟာအတိုင်းရှိတယ်သို့တော့အထက်ကထာမှာပြထားတဲ့ပုံစံကဘာလို့ division လုပ်ပြထားပုံကကြည့်ဓမ္မသင်္ကနီဆိုတဲ့ကျမ်းဟာစိတ်တုပ္ပါဒကန္တာရူပကန္တာနိကေဘကန္တာအထက်ကထာကန္တာလို့ကန္တာကြီး၄ရ section ၄ခုနဲ့ဓမ္မနိကျမ်းကိုဖွဲ့စည်းပြီးတော့ထားတယ်အဲ့ဒီထဲမှာစိတ်တုပ္ပါဒကန္တာလေးကိုပဲထပ်ပြီးတော့ရှင်းတဲ့အခါမှာမာတိကာနဲ့ဗရဘာဇဏီဆိုပြီးတော့နှစ်ခုလာတယ်အဲ့ဒီမာတိကာမှာလည်းပဲတိကမာတိကာဒုက္ခမာတိကာလို့နှစ်ခုထပ်ခွဲတယ်အဲ့တော့ဒီအထသလိနီထက္ကရာမှာရှင်းပြတဲ့ဒီနိစနစ်ကတော့ဒီမာတိကာသည်ဓမ္မသင်္ကနီကျမ်းအတွက်မာတိကာဆိုတဲ့အဓိပ္ပာယ်ပဲရဓမ္မသင်္ကနီစိတ်တုပ္ပါဒကန္တာရဲ့မာတိကာလို့ပုံစံမျိုးဖြစ်သွားသူကဘာလို့ဆိုစိတ်တုပ္ပါဒကန္တာတွေကိုတွင်းထည့်လိုက်သည့်အတွက်ကြောင့်စိတ်တုပ္ပါဒကန္တာရဲ့မာတိကာမျိုးဖြစ်သွားတယ်မာတိကာဗရဘာဇဏီဆိုပြီးတော့နှစ်ခုထားလိုက်တယ်အဲ့လိုမာတိကာဆိုတာ outline ဗရဘာဇဏီဆိုတာ explanation exposition အဲ့ဒီမှာမာတိကာကိုတိကဒုက္ခနှစ်ခုခွဲပြီးတော့တိကကြတော့ကုသလတိကနံပါတ်1နောက်တခြားဒိတ်တွေတခြားတိကတွေရှိတယ်နောက်ဒီလိုပုံစံနဲ့ဒါသွားဒါက textual division ဓမ္မသင်္ကနီနဲ့ပတ်သက်လာလို့ရှိရင် textual division ကဒီပုံစံမျိုးမြင်ရတယ်ပေါ့ဒါကထသလိနေတက္ကရာမှာရှင်းပြတဲ့နည်းစနစ်ပေါ့နောက်ကျမ်းတွေမှာဒီ division တို့ classification တို့ဆိုတာအမတမစနစ်တကျရှင်းပြထားတာဖြစ်တဲ့အတွက်ကြောင့်ကြည့်တတ်လို့ရှိရင်အလွန်စနစ်ကြတယ်ဆိုတာသိရထေရဝါဒပိဋကတ်တွေဖွဲ့စည်းထားပုံဟာတာမန်အားဖြင့်ကြည့်မယ်ဆိုလို့ရှိရင်အစီအစဉ်မရှိဘဲနဲ့ရေးထားတဲ့ပုံစံမျိုးလို့ထင်ကောင်းထင်မဟုတ်ဘူးတော်တော်ကိုစနစ်ကြအောင်ရေးထားတာဖြစ်တယ်ဆိုပါစို့ဝီနီးနဲ့ပတ်သက်လာလို့ရှိရင်ဘယ်လောက်ထိအောင်စနစ်ကြတော့ဆိုရင်ဝိနည်းပိဋကတ်ကိုဖတ်ကြည့်မယ်ဆိုလို့ရှိရင်အလုံးကိုစနစ်ကြစီကံဥပဒေတစ်ခုကဘာကြောင့်ဒီစီကံကိုချမှတ်ရသလဲဆိုတဲ့ history ကိုသိချာအရင်ပေးပြီးတဲ့အခါကျတော့စီကံဥပဒေမြတ်စွာဘုရားကဘာကြောင့်စီကံဥပဒေကိုလိုအပ်ချက်တွေကဘာကြောင့်မြတ်စွာဘုရားဒီစီကံဥပဒေထုတ်ရတယ်ဆိုတာကိုဖော်ပြထားပြီးနောက်ထပ်လိုအပ်တဲ့အချက်တွေပေါ်လာပြန်လို့ရှိရင်စီကံဥပဒေဆိုတာပြင်သိရင်ပြင်ရတာမဟုတ် amendment ရှိတာ amendment ရှိတဲ့အတွက်ကြောင့်အနုပညာတိတို့ဒါမျိုးတွေပေါ်လာအနုပညာတိတို့ဘာလို့ပေါ်လာနောက်ထပ်ပြီးတော့ပြင်ဆင်ချက်တွေဖြစ်စီချက်တွေနဲ့ဒီလိုလာအဲ့ဒါပြီးတဲ့အခါကျတော့ဥပဒေတရားရဲ့အသက်ဝင်လှုပ်ရှားမှုဆိုတာဝိနိတဝတ္ထုဆိုတာရှိဝိနိတဝတ္ထုဆိုတာတကယ်ကိုဖြတ်ထုံးကြီးတစ်ခုပေးထားဖြတ်ထုံးကြီးတစ်ခုခုရာဇတဥပဒေကြီးတွေလည်းဥပဒေတစ်ခုလုပ်ပြီးရင်ဒီဥပဒေရပြစ်မှုကျူးလွန်တဲ့ပုဂ္ဂိုလ်တွေဘယ်တော့မှဘယ်သူနဲ့ပတ်သက်ပြီးတော့ဒီဖြတ်ထုံးဖြတ်ခဲ့တယ်ဆိုတဲ့မှတ်တမ်းတွေထည့်ရတယ်လို့ပဲလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကရေးထားတဲ့ဝိနည်းကျမ်းကြီးကိုဖွင့်ကြည့်မယ်ဆိုရင်အလုံးကိုစနစ်ကြတယ်ပုံစံနဲ့လုပ်ထားအဲ့တော့ဝိနိဒဝတ္ထုဆိုတာဒီဥပဒေအသက်ဝင်ပြီးတော့ဒီဥပဒေကိုကျူးလွန်ဖောက်ဖျက်တဲ့ပုဂ္ဂိုလ်တွေဒီဝိနည်းစည်းကမ်းကိုဖောက်ဖျက်တဲ့ယဟန်များကိုဘယ်လိုမြတ်စွာဘုရားကဒီဥပဒေရဆုံးဖြတ်ချက်ချတယ်ဆိုတာပါဒီထဲမှာမှတ်တမ်းတင်ပေးထားတာဆိုတော့အလုံးကိုတန်ဖိုးရှိတဲ့မှတ်တမ်းတင်ချက်တွေဒါတွေလည်းတိုက်ရိုက်ဝိနိဒဝတ္ထုဆိုပြီးတော့ပါနေတာဆိုတော့အခုခေတ်ကလူတွေကခင်မီလာပြီဆိုတဲ့လူတွေတောင်မှပဲလွန်ခဲ့တဲ့နှစ်ပေါင်း2500ကခင်မီတာအဆင့်ကိုမကျော်နိုင်သေးပါဘူးဒါကြောင့်မို့လို့ဒီဝိနည်းကျမ်းကြီးကိုတကယ်လေ့လာလိုက်တဲ့အခါကျတော့အလွန်အားသင့်စရာဖြစ်ပါတယ်ထို့တူပဲဒီအဘိဓမ္မာကျမ်းတွေကိုလေ့လာလိုက်မယ်ဆိုလို့ရှိရင်လေအလွန်ကိုစနစ်ချသည့်အတွက်ကြောင့်အားသင့်စရာကြည်နူးစရာတွေကြောင့်များစွာတွေ့ပါတယ်နောက်ဓမ္မသင်္ကနီကျမ်းတွေပတ်သက်ပြီးတော့နောက်တစ်ခုဖွဲ့စည်းပုံတစ်ခုtext division နဲ့ပတ်သက်ပြီးတော့မှတ်သားစရာတစ်ခုကတော့
သူကဥဒိတနေဒိတဆိုပြီးတော့ဒီလိုလာအကျဉ်းပြတယ်ထိုအကျဉ်းကိုတစ်ခါအကျယ်ထပ်ပြီးတော့ချက်ပြတယ်ဒါကအလွန်စနစ်ကြတဲ့အရာတစ်ခုပဲစကားပြောတဲ့အခါမှာနီးစနစ်ပထမအကျဉ်းချုပ်တစ်ခုစီပြောပြတယ်နောက်ထပ်ပထမအကျဉ်းချုပ်ထုတ်ပြတယ်အကျဉ်းချုပ်ထုတ်ပြပြီးတဲ့အခါကျတော့အကျယ်တစ်ခုထပ်လာတယ်အဲ့ဒီမှာဓမ္မသင်္ကနီပါဠိတော်ကြီးကိုမာတိကအောက်လိုင်းအတိုင်းဒီစိစစ်တဲ့အခါမှာနံပါတ်1ကဘာပေးထားတယ်ဆိုတော့ဓမ္မဝဝဋ္ဌာနတဲ့ဓမ္မတွေကိုခွဲခြားစိတ်ဖြတ်ပြီးတော့ပြတယ် classification ဆိုဓမ္မဝဝဋ္ဌာနဓမ္မဝဝဋ္ဌာနဆိုတာကိုပထမဆုံးပြတယ်အဲ့ဒီဓမ္မဝဝဋ္ဌာနပြီးတဲ့အခါကျတော့ section လေးတွေထပ်ခွဲလိုက်တာပေါ့နောက်ထပ်ကျတော့သင်္ကဟဝါဒဆိုပြီးတော့စုစုစည်းစည်းတစ်ခုတစ်ခါဖော်ပြတယ်စုစုစည်းစည်းဖော်ပြပြီးနောက်ထပ်တစ်ခါသုံးညတဝါဒဆိုပြီးတော့ဒီဗုဒ္ဓဘာသာသမိုင်းမှာဒီသုံးညတဆိုတဲ့စကားလုံးဟာအမတန်မှအရေးပါတဲ့စကားလုံးတစ်ခုပဲဒီစကားကအဓိကဘာဝကြီးညွှန်းတာတော့ဆိုလို့ရှိရင်အိန္ဒိယနိုင်ငံမှာအရာခတ်သိမ်းမှာသူတို့ကအတ္တဆိုတဲ့အယူဆကြီးသို့မဟုတ်အတ္တရဲ့အတ္တနိယဆိုတဲ့အယူဆကြီးငါဥစ္စာပေါ့အဲ့ဒီငါဥစ္စာဆိုတာတင်စားပြီးတော့ပြောရင်အဟံမမငါလို့ပြောတာအတ္တငါဥစ္စာလို့ပြောတာအတ္တနိယအဲ့ဒီအတ္တနိယဆိုတဲ့အယူဆကြီးဟာအိန္ဒိယဗုဒ္ဓရဲ့ခေတ်မှာထွန်းကားတဲ့ဘာသာရေးတွေအားလုံးကလက်ခံထားတာဖြစ်တယ်အဲ့ဒီအတ္တနဲ့အတ္တနိယဟာတုံညပဲလို့ဘာမှမရှိဘူး empty ဆိုတဲ့အဓိပ္ပာယ်ကိုမြတ်စွာဘုရားကဖော်ပြချင်တာအားလုံးကထင်နေကြတာရှိနေတယ်လို့ထင်တယ်ရှိတယ်ဆိုတာဘာရှိတာတော့ဆိုရင်ခုနကအဟံမအိုင်နဲ့မိုင်းသို့မဟုတ်အတ္တနဲ့အတ္တနိယရှိနေတယ်လို့ထင်တယ်အဲ့ဒီရှိနေတယ်ဆိုတဲ့အထင်ကြီးကိုဖြတ်ပစ်ဖို့ခြေဖြတ်ပစ်ဖို့ဟာအမတန်မှအရေးကြီးတယ်အဲ့ဒါရှိနေသေးတာနဲ့တပြိုင်နက်ဘယ်တော့မှ insight knowledge ဆိုတာမရနိုင် insight knowledge မရတဲ့မြတ်ဘယ်တော့မှ mental defilement ကိုကိလေသာကိုမခွဲဖဲခွာနိုင်ဘူးကိလေသာကိုမဖဲခွာနိုင်သေးတဲ့မြတ်ဘယ်တော့မှနိဗ္ဗာန်ကိုမတွေ့နိုင်ဘူးဒါကြောင့်မလို့အဲ့ဒီအမှောင်အခုအခါကြီးကိုရှင်းလင်းဖို့အတွက်ဒီတုံညတဆိုတာအမတန်မှအရေးကြီးတာအဲ့တုံညတဆိုတဲ့နေရာမှာခန္ဓာတို့အာယတနာတို့ဓာတုတို့ဆိုတဲ့ဒီစကားလုံးတွေကိုသုံးပြီးတော့မြတ်စွာဘုရားကရှင်းလင်းပြီးတော့ပြထားတာအခန်းတစ်ခန်းအဲ့ဒါဒါမို့ဓမ္မဝဝဋ္ဌာနဓမ္မကို classify လုပ်တယ်သင်္ကဟဓမ္မတွေကိုစုစည်းဖော်ပြတယ်တုံညတခန္ဓာ၅ပါးထဲမှာရောခန္ဓာ၅ပါးရဲ့အပြင်မှာရောအတ္တဆိုတာမရှိဘူးဆိုတာကိုသိကြအောင်ရှင်းလင်းပြီးတော့ပြောတယ်ဒီတုံညနဲ့ပတ်သက်လာလို့ရှိရင်ဗမာပြည်မှာတော့အဖတ်နည်းသည့်အတွက်ကြောင့်မတ္တယမိကဖီလိုဆိုဖီမှာရေးထားတဲ့တုံညဗုဒ္ဓရဲ့တရားတော်တွေမှာပါတဲ့မူလဒေသနာတွေမှာရှိတဲ့တုံညဒီတုံညနှစ်ခုမြန်မာဗုဒ္ဓဘာသာဝင်တွေမှာတော့တွေးเสียနှစ်ခုမရှိဘူးတစ်ခုပဲရှိတယ်မြတ်စွာဘုရားဟောထားတဲ့တုံညပဲရှင်းရှင်းလင်းလင်းလေးသိရတယ်သို့သောမတ္တယမိကဖီလိုဆိုဖီကိုလက်ခံပြီးတော့ဖီလိုဆိုဖီတစ်ခုအနေနဲ့လက်ခံနေကြတဲ့မဟာယာန tradition လို့ခေါ်တဲ့မဟာယာနဂိုင်းကပုဂ္ဂိုလ်တွေကြတော့မတ္တယမိကတုံညကိုသိပြီးတော့ဗုဒ္ဓဟောတဲ့တုံညကိုမသိပဲတဲ့ဖြစ်နေကြတတော့ကပဲကုရိယနိုင်ငံဘက္ခာဆင်ဆိုတဲ့ဘုန်းကြီးကျောင်းမှာအဲ့ဒီမဟာယာနဘုန်းတော်ကြီးတွေကတရားတစ်ပွဲဟောပေးပါလို့ဆိုအပါ30လောက်သူတို့တရားဟောထေရဝါဒတရားဟောပေးတဲ့အခါမှာမိခွန်းနေမေးဖို့ဆိုပြီးပြောတော့အဲ့ထဲကယဟန်တစ်ပါးကမေးတယ်မဟာယာနဘုန်းကြီးတစ်ပါး
တုံညနဲ့ပတ်သက်ပြီးတော့မေးအဲ့တော့မေးတော့သူတို့ရှင်းပြဗုဒ္ဓရဲ့မူလတုံညဗတ္တယမိကဖလို့ဆိုပြီးမှလာတဲ့တုံညဒီတုံညနှစ်ခုဟာမတူဘူးလို့ဗတ္တယမိကဖလို့ဆိုပြီးကသူကစัพพံဆုံညာ all are empty ဘာမှမရှိဘူးလို့ပြောတယ်သူကအားလုံးဟာတုံညလို့ပြောမြတ်စွာဘုရားကအရာခတ်သိမ်းကိုတုံညလို့မဟောပါဘူးအဲ့တော့ဗတ္တယမိကတုံညကသူကဘာကိုပြောတာတုံးဆိုလို့ရှိရင် dependent origination လို့ခေါ်တယ်ပဋိစ္စသမုပ္ပါဒ်ကိုရည်ညွှန်းပြီးတော့ဆိုပါစို့အဝိဇ္ဇာရှိလို့သင်္ခါရရှိတာသင်္ခါရမရှိရင်အဝိဇ္ဇာဆိုတာမရှိဘူးဆိုလိုတာကအဖေနဲ့သားဥပမာပေးတယ်ဗတ္တယမိကကျမ်းမှာအဖေရှိလို့သားဆိုတာရှိတယ်သားရှိလို့အဖေဆိုတာရှိရတယ်ဥပမာမှာသားဆိုတာအဖေကိုထောက်ခေါ်အဖေဆိုတာလည်းသားကိုထောက်ခေါ်တခုဖယ်လိုက်ရင်ကျန်တစ်ခုကရပ်တည်လို့မရဘူးဒါ dependent အပြန်အလှန်ရှိနေတယ်အဲ့ဒီအပြန်အလှန်ရှိနေတာတခုရုပ်သိမ်းလိုက်တာနဲ့တပြိုင်နက်ကျန်တဲ့တစ်ခုကမရှိတော့တာသူကသူ့ရဲ့တုံညဆိုတာအဲ့ဒါမျိုးသူကရည်ညွှန်းတယ်ရည်ညွှန်းရုံနဲ့မကဘူးသူကတပ္ပံတုံညံဆိုတဲ့စကားလုံးကိုသုံးတော့ order empty ဆိုဘာမှမရှိတော့သူဘာမှမရှိတော့ဘူးဆိုတော့ခန္ဓာလည်းမရှိဘူးအာယတနာလည်းမရှိဘူးနောက်ဆုံးမှသူတို့လက်ခံထားတဲ့ enlightenment ဆိုတာလည်းမရှိဘူးနိဗ္ဗာန်ဆိုတာလည်းမရှိတော့ဘူးဖြစ်သွားနိုင်တယ်ပေါ့စကားအဲ့ဒါလိုဖြစ်သွားအဲ့ဒါကိုဗတ္တယမိကဖလို့ဆိုပြီးရဲ့တုံညလို့ဗုဒ္ဓရဲ့တုံညနဲ့မတူဘူး origin အာလိဗုဒ္ဓဇင်းမှာဗုဒ္ဓကဘလို့ဟောတော့ဆိုရင်တုံညောလောကောတုံညောလောကောတန်ရုပ်ထဲမှာဒီတုတ်ရှိတယ်အဲ့တုတ်မှာစက္ခုတုံညံအတ္တိနာဝအတ္တနိယေနမြတ်စွာဘုရားဟောတာအလုံးကသိနေကြတဲ့မျက်စိဆိုတဲ့အရာလေးဟာအတ္တမဟုတ်ဘူးအတ္တရဲ့ property လည်းမဟုတ်ဘူး neither soul nor property of soul ဒါကြောင့်မို့ I is empty I ဆိုတာ I ပဲအဲ့ဒီ I ဟာ empty of atta in the property of atta ဒီလိုဆိုလို့လား I ဆိုတဲ့ဒီမျက်စိလေးကိုယ်တိုင်ကလည်းအတ္တမဟုတ်ဘူးသူကအတ္တရဲ့ပစ္စည်းပိုင်ဆိုင်တဲ့ပစ္စည်းဥစ္စာလည်းမဟုတ်ဘူးလို့ဒီလိုဆိုလိုတာလို့ဗုဒ္ဓရဲ့ဒီတုံညဟာအတ္တကိုညှင်းပယ်တဲ့တုံညတာဖြစ်တယ်အဲ့ဒီအဓိပ္ပာယ်ကိုရှင်းပြောတော့သူတို့ထဲကဆရာဘုန်းကြီးတစ်ပါးကဘာပြောတော့ဆိုသူတို့ကျောင်းသားတွေတဲ့ဒီအချက်ကိုဆက်မဆွေးနွေးတော့ပါဘူးသူတို့ကျောင်းသားတွေသင်ထားတာနဲ့တမျိုးစီဖြစ်တော့ဇဝေဇဝါတွေဖြစ်ကုန်မှဆိုလို့တဲ့အဲ့ဒီနာတယ်မဲ့ဒီမေခွန်းရပ်ထားတယ်တော်တော်များများအဲ့ဒီမတ္တယမိကဖလိုဆိုဖီရဲ့တုံညကိုပဲအသိများကြတယ်အဲ့ဒီဘက်ကအဲ့ဒါကြောင့်မလို့တုံညဆိုတဲ့အတိုင်းအတူမဟုတ်ဘူးဆိုတာမှတ်ဗုဒ္ဓရဲ့တုံညဆိုတာဒီမှာသုလတုံညတတုတ်မဟာတုံညတတုတ်ဆိုတာမဇ္ဈိမနိကေမှာရှိဥပမာအခန်းတစ်ခုထဲမှာလူမရှိဘူးဆိုရင်ဒါ empty ပဲသူလည်းဘယ်သူမှမရှိဘူး vacant ဆိုတာအင်္ဂလိပ်လို vacant လို့သုံးတယ်လူမရှိတဲ့အခန်းဆိုတာ empty of anybody ပေါ့ဘယ်သူမှမရှိတဲ့အခန်းအဲ့ဒါလေတုံညပဲသုလတုံညတတုတ်မဟာတုံညတတုတ်အဲ့တော့တုံညဆိုတဲ့အဓိပ္ပာယ်ကဘုရားရဲ့တရားတော်မှာအနတ္တနဲ့ဆက်နွယ်ပြီးတော့ကြည့်ရမယ်အရာဝတ္ထုတစ်ခုဖြစ်တယ်သို့တော့မတ္တယမိကဖီလိုဆိုဖီက dialectic နာဂကျုဏရဲ့ဝါဒ dialectic ဆိုတော့သူကညင်းပယ်တာတွေကြီးပဲအကုန်ဟိုကလည်းညင်းလိုက်တာပဲဒါလည်းညင်းလိုက်တာပဲအားလုံးကညင်းတာသူလက်ခံတာမရှိတော့စထွက်လာကြတဲ့ကသူကျမ်းက8 negative ညင်းဆိုချက်8ခုနဲ့ထွက်လာဖြစ်တာလည်းမဟုတ်ချုပ်တာလည်းမဟုတ်လာတာလည်းမဟုတ်သွားတာလည်းမဟုတ်အကုန်လုံးမဟုတ်တရားကြီးပဲအကုန်လုံးတခုမှလက်မခံတဲ့ဝါဒမျိုးဖြစ်တယ်ပထမဆုံးအကြောင်းနဲ့ပတ်သက်ပြီးသူရှင်းလိုက်တဲ့စကားတစ်ခုကဘာတော့ဆိုရင်နာဆွတော်နာဘိပရတော်နာဓွာပြန်နာပြဟိတုတာဆိုအဲ့ဒီဂါထာလေးနဲ့စပြီးသူရေးတဲ့ထဲဘာဝလို့ခေါ်တဲ့ဖြစ်ပေါ်လာတဲ့အရာဝတ္ထုတစ်ခုဟာတဲ့မိမိဒီဟုသောအကြောင်းကြောင့်ဖြစ်တာလည်းမဟုတ်ဘူးတဲ့တခြားအကြောင်းကြောင့်ဖြစ်တာလည်းမဟုတ်ဘူးတဲ့
ဒါဖြင့်မိမိကြောင့်လည်းဖြစ်တာလည်းမဟုတ်ဘူးတခြားကြောင့်လည်းဖြစ်တာမဟုတ်ဘူးဆိုတော့နှစ်ခုလုံးကြောင့်ဖြစ်တာလားဆိုတော့နှစ်ခုလုံးကြောင့်လည်းမဖြစ်ဘူးတဲ့ဒါဖြင့်နှစ်ခုလုံးကြောင့်မဖြစ်ရင်အကြောင်းပဲလားလို့ဆိုတော့အကြောင်းပဲတော့မဟုတ်ပါဘူးတဲ့အဖြေပေးလားဆိုတော့မပေးဘူးဖြေပေးလားဆိုတော့မပေးဘူးဒါလက်တစ်အဲ့ပုံစံနဲ့လားနောက်တစ်ခုကတီလေးကပ်ပြီးတော့ရှုပ်တာရှိသေးတယ်တန်တရားနဲ့နိဗ္ဗာန်အတူတူပဲတဲ့သူ့ရဲ့ဝါဒတန်တရားနဲ့နိဗ္ဗာန်နဲ့အတူတူပဲဥပမာဘာလေးနဲ့ပြောတော့ဆိုလို့ချင်းလမ်းပေါ်မှာမှောင်စာပြိုးတဲ့အချိန်မှာကျိုးခွေကလေးကျနေတယ်ကျိုးလေးဆိုတော့ကိုယ်ကိုယ်ကောက်ကောက်ဆိုမွေကလေးလိုဘာလိုထင်ရတယ်ပေါ့မှောင်နေတဲ့ခါကျတော့အဲ့ဒီမှောင်ပြအချိန်လေးမှာဆိုလို့ရှိရင်ကျိုးခွေလေးကျိုးချောင်းလေးကျနေလို့ချင်းဟာဒါမွေလေးလိုထင်ရတယ်တဲ့သို့တော့အလင်းဓာတ်မီးကိုယူပြီးတော့ကြည့်လိုက်တဲ့အခါကျတော့ကျိုးတယ်ဒါဖြင့်ခုနတုန်းကမွေလို့ထင်တုန်းကလည်းကျိုးပါပဲတဲ့အခုလည်းကျိုးပါပဲအဲ့ဒါသူကဘာပြောတော့ဆိုအဝိဇ္ဇာရှိနေတဲ့အချိန်တုန်းကနိဗ္ဗာန်ကိုတန်တရားလို့ထင်နေတာတဲ့အဝိဇ္ဇာပျောက်သွားခုနတုန်းကအလင်းမရှိခင်တုန်းကကျိုးကိုတန်တရားမွေလို့ထင်တယ်ပေါ့အလင်းရှိလာတဲ့အခါကျတော့ကျိုးဟာကျိုးပါပဲပေါ့အစကလည်းမွေမဟုတ်ပါဘူးလို့ဆိုသူကအဲ့ဒီအထိပ္ပယ်မျိုးတွေကိုပြောတယ်အဲ့တော့ရဲ့ဘုရားရဲ့တရားတော်နဲ့ကတော့တခြားစီပါသူက dialectic ဒါကြောင့်မို့လို့သူကလိတ်တာဗုဒ္ဓဆင်အာလိဗုဒ္ဓဆင်ကြတော့ဒီလိုရှုပ်ရှုပ်ထွေးထွေးတွေမသိမအောင်ဒါတွေကလည်းတချို့ဟာတွေကြတော့ရှုပ်ထွေးယုံမြအပဘာမှသိပြီးအကျိုးမရှိတဲ့အယူဝါဒတွေအငင်းခုန်ဖြစ်တာတွေပဲများလာအဲ့တော့သို့တော့တုံညကိုအာလိဗုဒ္ဓဆင်မှာလာတဲ့တုံညနဲ့သူတို့တုံညကိုသူတို့ကတူတယ်လို့ထင်တာမတူဘူးဆိုတာကိုတော့ဒါရှင်းရှင်းလင်းလင်းမှတ်ရမှာပဲအဲ့တော့ဒီဓမ္မသင်္ကနီမှာအမှားလည်းပဲအရေးကြီးလို့ဓမ္မဝါဒဌာနဝါဒရဲ့သင်္ဃဟဝါဒရဲ့တုံညတဝါဒရဲ့လို့ဆိုပြီးမဟာဝါဒကြီး၃ခုဖော်ပြထားတယ်အဲ့ဒီမဟာဝါဒကြီး၃ခုကိုလည်းတခါဓမ္မဝါဒဌာနဓမ္မတွေကို classify လုပ်တဲ့အခါမှာအချင်း classify လုပ်တာရဲ့အကျယ် classify လုပ်တာရဲ့ဥဒိတနေဒိတဆိုပြီးတော့နှစ်ခုထပ်လာအဲ့ဒီနှစ်ခုထပ်လာတဲ့နောက်မှာဘာလာတော့ဆိုဥဒိတပိုင်းမှာပု္ပ္ပာတဲ့မေခွန်လေးပါတယ်တဲ့သမယနေဒိတအချိန်အခါကိုဖြစ်ရအခါကိုအချိန်ကာလကိုဖော်ပြတဲ့စကားပါတယ်ဓမ္မုဒ္ဒေတတရားတွေကိုတစ်ခုစီထုတ်ပြီးတော့ပြတဲ့အပိုင်းပါတယ်အပ္ပနာဏိခုံးပါတယ်ဆိုပြီးတော့ဒါကပါဠိကို classify လုပ်ပြီးတော့ပြတာပါဠိကို classify လုပ်ပြအဲ့ဒီမှာဓမ္မသင်္ကနီပါဠိတော်ကိုကြည့်မယ်ဆိုလို့ရှိရင်နံပါတ်1ကကုသလဓမ္မာဆိုတဲ့ကုသလတိတ်ကိုစပြီးတော့ရှင်းတော့ဘယ်စကားလုံးကစတော့ဆိုကတမေဓမ္မာကုသလဆိုစကားလုံးကစကတမေဓမ္မာကုသလအဲ့ဒါဟာပု္ပ္ပာဘယ်ဓမ္မတွေဟာကုသလတွေလဲလို့ဒီလိုမေးလို့အဲ့ဒါကပု္ပ္ပာသမယနေဒိတအချိန်ခါကိုညွှန်ပြတယ်ဆိုတဲ့နေရာမှာယတပိတမယေကာမဝဆံကုသလံစိတ်တံဥပ္ပန္နဟောတိသောမနတသာဂတံညာနတံပယုတ်တံရူပရမဏဝါတတ္တရမဏဝါခန္ဓာရမဏဝါရတ္တရမဏဝါဖုတ္တပရမဏဝါဓမ္မရမဏဝါယံယံဝါပနာရပတတ္တမိတမယေဆိုပြီးတော့ဒါကအချိန်အခါကိုညွှန်ပြတဲ့သမယနေဒိတစကားတဲ့ classify လုပ်ပြတာပါဠိကိုနောက်တစ်ခုကဓမ္မုဒ္ဒေတကျတော့ဖတ်တော်ဟောတိဝေဒနာဟောတိနဲ့တစ်ခုစီဓမ္မတွေကိုထုတ်သွားနောက်ဆုံးကျတော့မြတ်စွာဘုရားကဓမ္မတွေကိုအရေးကြီးတာတွေကိုသူ့နာမည်နဲ့ထုတ်ပြပြီးတော့သိပြီးတော့အရေးမကြီးတာတွေမကြံရလေအောင်ဆိုပြီးတော့ဒီကုန်းချုပ်ခံနေကြတော့ယေဝပနတတ္တမိန်တမယေဆိုပြီးတော့ယေဝပနဆိုတဲ့စကားလုံးကိုသုံးလိုက်တယ်ကျန်တာတွေပေါ့ဒီအာသာဆိုတဲ့အဓိပ္ပာယ်မျိုးယေဝပနဒီအာသာဆိုတဲ့အဓိပ္ပာယ်အဲ့ဒါကိုပဲယေဝပနကယေဝပနသရာနဲ့ဟောထားတဲ့ဓမ္မတွေလို့ဒီလိုဆိုလို့တယ်အဲ့တော့ယေဝပနတတ္တမိန်တမယေအင်ညေပိအဋ္ဌိပဋိစ္ဆသုပ္ပန္နာအရုပိနောဓမ္မဣမိဓမ္မကုသလာလို့ဆိုပြီးတော့ဒီကုန်းချုပ်လိုက်တယ်
အဲ့ဒါကိုအပ္ပနာလို့ဒါကဓမ္မသင်္ကတိပါဠိတော်ကို classify လုပ်ပြတဲ့အထသာလေးနေထက္ကရာရဲ့အဆိုကဲအဲ့တော့စိတ်တုပ္ပန္နကဏ္ဍမှာစိတ်ဝင်စားစရာကောင်းတာကုသလလို့ဆိုတဲ့ထဲမှာပထမဆုံးကာမဝဆရကုသလကိုပဲမြတ်စွာဘုရားအရင်စပြီးဟောတယ်။နောက်ရူပဝဆရကုသလအရူပဝဆရကုသလတွေလာလိုက်မယ်ပထမဆုံးကာမဝဆရကုသလဒီကနေစပြီးတော့ဒီပြီးကာမဝဆရကုသစိတ်၈ခုကစပြီးတော့ကုသလဓမ္မကိုအစဉ်တိုင်းဟောသွားအဲ့ဒီမှာကာမဝဆရကုသစိတ်ဖြစ်ပြီလို့ဆိုတာနဲ့တပြိုင်သူကစိတ်ဝင်စားစရာကောင်းတာကာမဝဆရကုသစိတ်ဟာအဲ့ဒီစိတ်ကလေးဖြစ်တဲ့အခါမှာတဲ့နံပါတ်1စိတ်မှာသောမနတသဟကတစိတ်မှန်လို့ရှိရင်ခံစားမှုရှိတယ်ခံစားမှုကင်းတဲ့စိတ်အလိုရှိဒါကြောင့်မို့ pleasant feeling နဲ့ရှင်တွဲပြီးတော့လာတဲ့ကာမဝဆရကုသလစိတ်နောက်ညာဏတံပယုတ်တ associated knowledge နဲ့ရှင်တွဲလာတဲ့ကာမဝဆရကုသလစိတ်အဲ့ဒီဝမ်းသာတဲ့ခံစားချက်အတိညာပါတဲ့ကာမဝဆရကုသိုလ်စိတ်ဟာဘာကြောင့်ဖြစ်တာတုံးဆိုတာကိုအာယုန်နဲ့စိတ်ဆိုတာမကင်းဘူးဆိုတာအာယုန်ရှုထောင့်ကနေပြီးတော့အဲ့တော့ဒါလည်းသုဒ္ဓအနေနဲ့ညှိကြည့်မယ်ဆိုရင်အလွန်စိတ်ဝင်စားစရာကောင်းတယ်စိတ်ဆိုတာရှိနေတဲ့တရားမဟုတ်ဖြစ်လာတဲ့တရားအတန်နဲ့အလားတရံတူတယ်ပေါ့အတန်ဆိုတာနောက်မှ record လုပ်ထားတဲ့ဟာကိုပြောတာမဟုတ်အတန်ဆိုတာဥပမာမဲ့စောင်းတီးတယ်ဆိုတာစောင်းထဲမှာအတန်ရှိနေတာမဟုတ်သို့တော့ potentiality possibility တော့ရှိတယ်အတန်ထွက်နိုင်တဲ့အနေအထားတော့ရှိတယ် potentiality တော့ရှိ condition တွေစုနေတာအဲ့ဒီထဲမှာ condition တစ်ခုကလိုနေအဲ့ဒီ condition တစ်ခုထပ်ဖြည့်လိုက်တာနဲ့တပြိုင်တည်းဒီအတန်ပေါ်လာ condition ကိုစောင့်နေတာအနုတ္တရလည်းအဲ့ဒီအဓိပ္ပာယ်မျိုးဆန်တန်ပေါ့အနုတ္တရဆိုတာလေအနုရူပံကာရဏံလဘိတ္တဘော opacity ဆိုတာဒီမှာလည်းပဲတူတူပဲ condition တစ်ခုကိုစောင့်အဲ့ဒီ condition ဟာစိတ်ဖြစ်ဖို့အတွက်ဘာတော့ဆိုရင်အာယုန်နဲ့ဝတ္ထုနဲ့စုံစည်းမှုဟာဒါစိတ်ဖြစ်ဖို့အတွက်အာယုန်နဲ့ဝတ္ထုကစုံစည်းရအာယုန်မရှိရင်စိတ်မဖြစ်ဘူးအာယုန်ဟာစိတ်ဖြစ်ဖို့ရအကြောင်းတစ်ခုပဲဒါမှမဟုတ်ဝတ္ထုနဲ့အာယုန်စုံစည်းမိခြင်းသည်ခုနတုန်းကစောင်းကြိုးနဲ့လက်နဲ့တိခတ်လိုက်ခြင်းဟာစောင်းတန်ထွက်ပေါ်ခြင်းရဲ့အကြောင်းတစ်ခုဖြစ်တယ်။နောက်မိจิตဖူးဥပမာနဲ့ကြည့်ပါလား။ gas မိจิตဖူးနေ gas မိจิตအနေနဲ့ကြည့်ပဲဆိုရင်အထဲထဲမှာ gas ရှိတယ်။ဘိန်းလုံးရှိတယ်။မာမတန်ရှိတယ်။အဲ့ဒီလို condition ၃ခုရှိနေတော့လည်းပဲမီးရမဖြစ်သေးဘူး။နောက်ထပ်ဘာလို့ဆိုရင် strikeလှုပ်ဖို့လိုတယ်တယောက်ကနေပြီးတော့ဖိပြီးတော့ချစ်ပေးတာအဲ့ဒီ condition တစ်ခုပေါင်းလိုက်တာနဲ့တပြိုင်နက်မီးရအဲ့တော့အထဲထဲမှာမီးရှိနေသလားလို့မေးလို့ရှိရင်မီးရှိနေတာမဟုတ်ဘူးဘာဖြစ်လို့မရှိဘူးလို့ပြောနိုင်လို့ဆိုမီးရှိရင်ပူမယ်လေမီးဆိုတာလောင်တယ်အခိုးထွက်ဒါမီးရဲ့သဘာဝအဲ့ဒါတွေမရှိတော့အဖြစ်မီးမရှိလို့မှလူတွေက gas မီးချစ်ဖူးကိုအိတ်ထောင်နဲ့ထည့်ပြီးယူသွားကြတာအဲ့တော့မီးမရှိဘူးအဲ့တော့နောက်ထပ် condition တစ်ခုထည့်လိုက်တာနဲ့တပြိုင်တည်းမီးကရအဲ့ဒါမျိုးလိုပဲစိတ်ဟာ potentiality possibility ရှိနေတဲ့အချိန်မှာဖြစ်ပေါ်လာဖို့အကြောင်းကဘာလို့ဆိုရင်အာယုံကနေဝတ္ထုကိုသွားပြီးတော့တိုက်တာအဲ့ဒါကြောင့်မို့ရူပါရမဏံဝါတတ္တရမဏံဝါခန္ဓာရမဏံဝါရတ္တရမဏံဝါဖုတ္တပါရမဏံဝါဓမ္မာရမဏံဝါယံယံဝါပနာရဗ္ဗလို့ဆိုပြီးတော့ဒီကာမဝဆရကုသိုလ်စိတ်ဖြစ်လာတာဟာသူ့ဟာသူဖြစ်လာတာမဟုတ်ဘူးတဲ့အာယုံကိုအကြောင်းပြုပြီးတော့ဖြစ်လာတာရူပါယုံနဲ့စက္ခုပ္ပဒါရတိုက်ဆိုင်လို့ဖြစ်စေဒါသုတ္တံပါဠိတော်တွေရှင်းတာလဲတူတူပါပဲစက္ခုံစပဋိစ္စဥပ္ပစ္စတိစက္ခုံစပဋိစ္စရူပေစ္စဥပ္ပစ္စတိစက္ခုံစပဋိစ္စဥပ္ပစ္စတိစက္ခုံစပဋိစ္စရူပေစ္စဥပ္ပစ္စတိစက္ခုဝိညာဏံဆိုတဲ့ပါဠိတော်နဲ့ဒါတူတူပဲရူပါယုံနဲ့တိုက်ဆိုင်ပြီးတော့ဖြစ်လာတယ်တတ္တယုံနဲ့သောတာပတ္တရာတိုက်ဆိုင်လို့ဖြစ်လာတယ်ဆိုအဲ့ဒါလို့ဖြစ်လာတယ်စိတ်ဖြစ်လာတဲ့အချိန်မှာဘာတွေဖြစ်နိုင်တယ်ဆိုတော့စိတ်ကိုမှီပြီးတော့ဖြစ်လာတဲ့သဘာဝတရားတွေကိုမြတ်စွာဘုရားဒီစိတ်ဝင်စားစရာကောင်းတာတော့
မဟာကုသလစိတ်လို့ခေါ်တဲ့ဒီကာမဝဆရကုသလစိတ်ပေါ့နော်ဒီကာမဝဆရကုသလစိတ်အဲ့တော့ပါဠိတော်တွေမှာတော့ကာမဝဆရကုသလစိတ်လို့ပဲသုံးတယ်မဟာကုသလဆိုတဲ့အသုံးကဘယ်ကနေစရလာသလဲလို့သဲလွန်စားကိုလိုက်ရှာမယ်ဆိုရင်မဟာဝိပါကဆိုတဲ့အသုံးကိုတော့ဗိဓမ္မာထသင်္ဃာကျမ်းမှာရှိတယ်မဟာကုသလလို့သုံးထားတာမတွေ့ဘူးသို့တော့မြန်မာလိုရေးတဲ့စာအုပ်တွေထဲမှာမဟာကုသလမဟာဝိပါကမဟာကရိယာလို့သုံးတယ်သဲလွန်စားကိုလိုက်ရှာလိုက်တဲ့အခါပါဠိတော်တွေထေရဝါတွေထဲမှာတော့မဟာကုသလလို့သုံးခဲ့တယ်ကာမဝဆရကုသလရူပဝဆရကုသလအရူပဝဆရကုသလဒီအသုံးပဲသုံးတယ်ဒါလည်းတတိထားစရာလေးတစ်ခုပေါ့မဟာဝိပါကဆိုတဲ့အသုံးကတော့အဘိဓမ္မာထသင်္ဃာကျမ်းမှာကျမ်းဆရာကိုယ်တိုင်သုံးခဲ့တာရှိတယ်ပကိဋ္ဌိုင်းမှာအတူတယ်ပကိဋ္ဌိုင်းမှာသုံးထားတာရှိတယ်အထမဟာဝိပါကာနိတန္တိရေနတယင်စေတိတရားရမဏကိစ္စနိဆိုတဲ့နေရာမှာအဲ့ဒီနေရာမှာအထမဟာဝိပါကလို့သုံးထားတာရှိမဟာဝိပါကလို့သုံးထားအဲ့တော့မဟာကုသလလို့သုံးထားတာတော့သိမတွေ့ရမဟာဝိပါကသုံးတာကိုကြည့်ပြီးမဟာကရိယာမဟာကုသလဆိုတာသုံးဖြစ်ပေါ်လာပုံရတယ်အဲ့တော့အဘိဓမ္မာထသင်္ဃာကျမ်းမှာအနှစ်ချုပ်ပြီးတော့ပြောလိုက်တဲ့အခါကျတော့မဟာကုသိုလ်စိတ်၈ခုမှာအလုံးပေါင်းထားတယ်မဟာကုသိုလ်စိတ်၈ခုမှာဒီစေတသိက်38ပါးရှင်တယ်လို့ဒီမှာပြတယ်အခုဓမ္မသင်္ကနီသင်ကျမ်းကြတော့သူကအဲ့ဒါလို့တယုတ်မထုတ်ဖဲနဲ့ပုံစံတစ်မျိုးနဲ့တယုတ်ထုတ်ပေးထားတယ်56မျိုးထုတ်ပြတာ38ပါးမဟုတ်ပဲနဲ့56ပါးထုတ်တာတိုက်ရိုက်ထုတ်ပြထားတဲ့တရားပေါင်း56ပါးရှိတယ်အဲ့ဒီ56ပါးဒါဓမ္မုဒ္ဒေတမှာဒီလိုရှင်းထားတဲ့ထဲမှာဖတ်တော်ဟောတိဝေဒနာဟောတိတင်ညာဟောတိစေရနာဟောတိစိတ်တံဟောတိလို့ဆိုပြီးတော့ဒီဖတ်တဝေဒနာတင်ညာစေရနာလို့ဆိုပြီးအဘိဓမ္မာထသင်္ဃာကျမ်းမှာသဝစိတ်တသာဒရဏစေတသိက်9ခုလို့ပြောတာသဝစိတ်တသာဒရဏစေတသိက်9ခုလို့ပြောတဲ့ထဲမှာဒီမှာဖတ်တဝေဒနာတင်ညာစေရနာဒီမှာ4ခုတည်းကိုပြထားစိတ်တထည့်လိုက်တဲ့အခါကျတော့စိတ်တကတော့ဒါစိတ်တဲ့စေတသိက်ဒီပေါင်းဆက်ပြီးတော့ဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြလို့ဒီတခြားစိတ်ဖြစ်တာတော့မဟုတ်ဘူးဒီကာမဝဆရကုသိုလ်စိတ်ကိုပဲရည်ညွှန်းတာအဲ့တော့အဲ့ဒီပထမပြလိုက်တာစိတ်တထည့်လိုက်မယ်ဆိုရင်ဖတ်တဝေဒနာတင်ညာစေရနာစိတ်တံဆိုပြီးဒါလေးကအစုလေးတစ်ခုအနေနဲ့ဖော်ပြတာအဲ့ဒီမှာတရား5ခုရတာဖတ်တပင်စမကလို့ဒီလိုသုံးတယ်တကယ်ကတော့ဖတ်တဟာပင်စမမဟုတ်ဘူးပထမသို့တော့ဖတ်တာကိုအထူးပြောခြင်းတဲ့အတွက်ကြောင့်ပင်စမကလို့သို့မဟုတ်မဆိုတဲ့အဓိပ္ပာယ်ဟာပင်စယေဝပင်စမောလို့လုံးမယ်ဆိုလို့ရှိရင်တော့တက္ကဋ္ဌဒရိတ်ကြံလို့ရှိရင်ဖတ်တာပါတဲ့အစု5ခုလို့ဒီလိုပြောလို့လည်းရတယ်ပေါ့ဖတ်တာပါတဲ့အစု5ခုအထူးအဖြင့်တော့ဖတ်တာကိုဒီ specialize လုပ်ချင်လို့ဖတ်တာပင်စမကလို့သုံးတာလည်းဖြစ်နိုင်ပြောင်းပြန်ပြန်ရေးပြီးတော့ဖတ်တာ5ခုမြောက်ရှိတယ်လို့ပြောင်းပြန်ပြန်ရေးတယ်အထမကဆိုတဲ့ဟာမျိုးလို့သောတာပတ္တိမေကိုအထမကလို့သုံးတယ်သို့သောသောတာပတ္တိမေဒီနံပါတ်1ပဲနံပါတ်1ကိုအထမက10ခုမြောက်လို့ပြောင်းပြန်ပြန်ရေးတာအဲ့ဒီပုံစံမျိုးပဲဒီမှာလည်းပြောင်းပြန်ပြန်ရေးလိုက်မယ်ဆိုရင်ဖတ်တာပင်စမကအဲ့တော့ကာမဝဆရကုသိုလ်စိတ်ဖြစ်တဲ့အခါမှာဖတ်တာရဲ့ဝေဒနာရဲ့တင်ညာရဲ့စေရနာရဲ့စိတ်တရဲ့လို့ဒီတရား5ခုဖြစ်တယ်ဆိုတာပထမတစ်ခုပြတယ်ဒါကအုပ်စုတစ်ခုနောက်တစ်ခုကျတော့ဇာနင်ကဇန်တရားကိုအားထုတ်တဲ့အခါမှာလည်းပဲအရေးပါတဲ့အချက်လက်တွေဖြစ်လို့ဝိတကောဝိစာရောပိတိဒုက္ခံစိတ်တတေကက္ကတာဟောတိလို့ဆိုဇာနင်ကနဲ့ပတ်သက်ပြီးဇန်အင်္ဂါ5ပါးကိုတစုလုပ်ပြီးတော့ပြတယ်ဒါကကာမဝဆရကုသိုလ်စိတ်မှာရှင်တဲ့စေတသိက်တွေကိုပြောတာပဲဝိတေဝိစာရာပိတိဒုက္ခဧကကတာဒီလိုဆိုလို့အဲ့တော့ပါဠိတော်မှာစိတ်တတေကက္ခတာလို့အပြည့်စုံဆိုလို့ရှိတယ်စိတ်တတဧကကတာနောက်တစ်ခုကအိန္ဒြေနဲ့ပတ်သက်ပြီးတော့လည်းပဲရနိုင်တဲ့အိန္ဒြေတွေကိုဒီမှာပြတယ်တတ္တိန္ဒရိယံဝိရိယန္ဒရိယံတတ္တိန္ဒရိယံသမာဓိန္ဒရိယံပညာန္ဒရိယံတတ္တာဝိရိယတတိသမာဓိပညာမနိန္ဒရိယသောမနတိန္ဒရိယဇီဝိတိန္ဒရိယလို့ဆိုပြီးတော့ဒီမှာအိန္ဒြေ၈ခု
သက်ဆိုင်တဲ့ဣန္ဒြေ8ခုကိုဒီမှာစေတသိက်တွေအနေနဲ့စိတ်တစ်ခုထပ်ပြီးတော့ထည့်ပြီးတော့ပြပြန်တယ်ဒီမှာဒီထဲမှာတင်းညိုကြတဲ့အခါကျဇီဝိတ္တိန်တွေကခေါဏကသဗ္ဗစိတ်ဓာတ်တွေပါသွားတယ်ဧကဂတလည်းသဗ္ဗစိတ်ဓာတ်တွေပါသွားတယ်ပေါ့ဒီကနေပြန်ထုတ်ယူတာဒါကနံပါတ်3နံပါတ်1ကဖတ်တပိစမကနံပါတ်2ကဇာနှင်ကဇာအင်္ဂါတွေနဲ့ပြတယ်နံပါတ်3ကအိန္ဒရိယနဲ့ပြတယ်နောက်နံပါတ်4ကျတော့မက္ခင်ကအုပ်စုနဲ့တစ်ခါပြောတယ်မဂ္ဂင်7ပါးနဲ့ပြောမယ်ဆိုသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိဆိုပြီးတော့မဂ္ဂင်5ပါးပဲပြတယ်ဒီနေရာသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာစီဝကိုမပြဘူးဒီမှာဒါလည်းထူးခြားချက်ကလေးတစ်ခုပေါ့ဘာဖြစ်လို့လဲဆိုတော့တင်းညိုမှာပါတယ်ဟုတ်လားကာမဝဆရဝိတုံယေဝကရာစီဆိုကာမဝဆရကုသိုလ်စိတ်မှာရှင်ဝိရတိ3ခုဟာတစ်ခါတရံပဲသီးသန့်ရှင်တယ်ဆိုတဲ့အဓိပ္ပာယ်အဲ့ဒါကြောင့်မို့ဒီမှာသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာစီဝကိုဒီမှာတိုက်ရိုက်မပြဘူးသူကဝိရမိတ္တပဝတ္ထုဝိတိတ်ကမိတ္တပဝတ္ထုကိုငဲ့ပြီးတော့မှအဲ့ဒီဝတ္ထုနဲ့ဆုံတဲ့အခါမှာအာယုံရတဲ့အခါမှာဖြစ်တာဖြစ်လို့ဒီမှာမဂ္ဂင်5ပါးပဲပြတယ်နောက်မဂ္ဂင်ပြီးတဲ့အခါကျတော့ဘာပြတော့ဆိုဗလအုပ်စုနဲ့တစ်ခါပြတတ္ထဗလဝိရိယဗလတတိဗလသမာဓိဗလပညာဗလဟိရိဗလဥဒ္ဒပဗလလို့ဆိုပြီးဗလ9ခုနဲ့တစ်ခါပြတချို့ဟာတွေတော့ထပ်သွားပြီပေါ့သူကဒါသူ့အုပ်စုလိုက်လေသူပြချက်နောက်တစ်ခုကျတော့မူလအုပ်စုနဲ့ပြတယ်အာလောဘောအာဒေါသောအာမောဟဒါမူလအုပ်စုနဲ့ပြနောက်တစ်ခါကမ္မပဋ္ဌဆိုတဲ့မှာမနောကံနဲ့ပတ်သက်ပြီးတော့အနာဘိဇာအပြာပါဒသမ္မာဒိဋ္ဌိဆိုပြီးတော့ကမ္မပဋ္ဌနဲ့တစ်ခါပြတယ်9ခုမြောက်နောက်တစ်ခုဟိရိဥတ္တပံဟိရိဟောတိဥတ္တပံဟောတိလို့လာပြန်တယ်ဒါကြတော့ဘာလို့လာတာတုံးဆိုလောကပါဠအနေနဲ့လာလောကပါဠဟိရိဥတ္တပဟာအရေးပါတဲ့တရားဖြစ်လို့ခုနဗလာထဲမှာပါပြီးဖြစ်ပေမဲ့လို့သူတို့သီးသန့်ထုတ်ပြီးတစ်ခါပြပြန်တယ်ဒီကုသိုလ်စိတ်ဖြစ်ဖို့ရာအတွက်အရေးပါတဲ့ဟာတွေဖြစ်တယ်ကုသိုလ်စိတ်ဖြစ်တဲ့အခါမှာအရေးပါတဲ့တရားတွေဟိရိဥတ္တပံလောကပါဠတရား2ခုအနေနဲ့ပြနောက်တစ်ခုကျတော့ယုဂလအစုံလာတဲ့စေတသိက်တွေကာယပတ္တိစိတ်တပတ္တိကာယလဟုတာစိတ်တလဟုတာကာယမုရုတာစိတ်တမုရုတာကာယကမ္မညတစိတ်တကမ္မညတကာယပါကုညတစိတ်တပါကုညတကာယုဇုကတာစိတ်တုဇုကတာလို့ဟောယုဂလအစုံ pair of mental state pair တွေသူတို့ကနှစ်ခုစုပေါင်းပြီးတော့အလုပ်လုပ်သွားတာအတွဲလိုက်အလုပ်လုပ်တာဖြစ်လို့ဒီဟာတွေကိုစုံနဲ့ပြတယ်အဲ့ဒီနေရာမှာလည်းပဲနောက်ရှင်းလင်းချက်တွေသူလာလိမ့်မယ်ကာယဆိုတဲ့နေရာမှာဒီနေရာမှာ body ဆိုတာဘာ body တုံးဆိုတာ mental state body of mental state ကာယဆိုတာဒီနေရာမှာရုပ်ခန္ဓာကိုယ်ကြီးကိုမဟောဘဲနဲ့ရုပ်ခန္ဓာကိုယ်ကြီးကိုရည်ညွှန်းတာမဟုတ်ဘဲနဲ့စေတသိက်အစုကိုရည်ညွှန်းတာဖြစ်လို့ဒီနေရာမှာကာယအရာစေတသိက်ဒီလိုကောက်နောက်ဒီကာကျော်ကျမ်းအလို့ဆိုလို့ရှိရင်တော့သူကရူပကာယတပိဆိုတဲ့စကားလေးနဲ့ကာယကိုရူပကာယရုပ်ခန္ဓာကိုယ်ကြီးကိုကောက်ပြီးတော့ကာယပတ္တိယရုပ်ခန္ဓာရဲ့ငြိမ်းချမ်းမှုဆိုပြီးတော့ဒီလိုအဓိပ္ပာယ်လည်းယူတာရှိတယ်ဒါလည်းပဲလက်တွေ့အားဖြင့်ဖြစ်နိုင်တဲ့အရာတစ်ခုပေါ့ဥပမာမဲ့ငြိမ်းချမ်းတယ်ဆိုတာတခါတရံစိတ်ငြိမ်းချမ်းတာကစိတ်ကစလာတာရှိတယ်ကိုယ်ကစတာရှိတယ်ပေါ့ဆိုပါစို့ပူအိုက်တဲ့ຢာဒီမှာပင်လယ်ကမ်းခြေတို့သစ်ပင်ရိပ်အောက်တို့တာယာတဲ့နေရာလေးတို့လေတာတဲ့နေရာလေးမှာသွားလိုက်လို့ရှင်ခန္ဓာကိုယ်ဟာ comfortable ဖြစ်လာအဲ့ဖြစ်လာရင်စိတ်ကလည်းပဲငြိမ်းချမ်းသွားခန္ဓာကိုယ်ငြိမ်းချမ်းသွားလို့စိတ်ငြိမ်းချမ်းသွားတာမျိုးဒါမျိုးကိုပြောမယ်ဆိုရင်ဒါ body origin mind effect ပေါ့ခန္ဓာကိုယ်ကငြိမ်းချမ်းလာသည့်အတွက်ကြောင့်စိတ်ပါငြိမ်းချမ်းသွားတယ်ဒါပုဇဉ်9ပါးကြတော့ပတ္တတိတံပုဇဉ်ငေါလို့တခုတည်းဟောတာခြားပါဠိတော်တွေထဲမှာလည်းပဲကာယပတ္တိစိတ်တပတ္တိလို့နှစ်ခုမဟောဘူးပတ္တတိပဲအဲ့ဒီလိုပဲပီတိပတ္တတိဒုက္ခသမာဓိနဲ့ဒီလိုဟောတာပတ္တတိတစ်ခုပဲဟောတာအဲ့တော့တချို့ပတ္တတိငြိမ်းချမ်းမှုသည်ရုပ်ကခန္ဓာကိုယ်ကစတာရှိတယ်ရုပ်ခန္ဓာကစတာရှိတယ်စိတ်တပတ္တတိကျတော့စိတ်ကငြိမ်းချမ်းတယ်စိတ်ငြိမ်းချမ်းလို့ရှိရင်ဟုတ်လား
ကိုထင်ကရင်ရွှေနှမ်းဆိုဘယ်လိုအခြေအနေစုပ်စိတ်ငြိမ်းချမ်းနေဘယ်နေရာပဲဖြစ်ဖြစ်ပြောစရာဖြစ်နေတယ်ဓမ္မပဒထဲမှာလိုပဲပေါ့ယဟန္တာပုဂ္ဂိုလ်တွေကဘယ်နေရာပဲနေပေါ့ခြိုင်ဝမ်းထဲမှာနေတောတောင်ထဲမှာနေตายရတဲ့နေရာမှာပဲနေမตายရတဲ့နေရာယဟန္တာနေတဲ့နေရာဟာပျော်စရာကြီးပဲလို့ဒီလိုဆိုတာမျိုးအဲ့တော့စိတ်တပတ္တိစိတ်ငြိမ်းချမ်းနေလို့ရှင်လေကိုငြိမ်းချမ်းမှုရတာတော့သိချတယ်ဒါ practically ဒီနှစ်ခုကတော့ဆက်ဆက်နေတယ်ဆိုတာထင်ရှားတယ်ကာယပတ္တိစိတ်တပတ္တိထို့တူပဲကာယလဟုတာစိတ်တလဟုတာတစ်ခုနဲ့တစ်ခုဆက်သွယ်နေတဲ့ဒါကယုဂလနဲ့ပတ်သက်တာနောက်တစ်ခုယုဂလနဲ့ပတ်သက်တာအတွဲလေးတွေရှိသေးတယ်ဗမာစကားမှာလည်းပေါင်းသုံးနေတယ်တတိနဲ့တံပစင်ညနော်တတိဆိုတာ mindfulness တံပစင်ညဆိုတာ comprehension အာယုန်တစ်ခုနဲ့ပတ်သက်လာလို့ရှိရင် mindfulness ရှိဖို့လည်းလိုတယ် mindfulness ရှိုံနဲ့လည်းမပြီးဘူးဆင်ခြင်သုံးသပ်မှုလေးကပါရသေးတယ်နောက်ကဒါကြောင့်တတိတံပစင်ညအကျိုးရှိသလားမရှိဘူးလားတင့်တော်သလားမတင့်တော်ဘူးလားဆိုတဲ့အသိဉာဏ်က mindfulness ရဲ့နောက်မှာ follow လုပ်ရဒါကြောင့်တတိပဌာန်တရားအထုတ်တဲ့အခါမှာတတိတစ်ခုတည်းတည်းမဟုတ်ဘူးမဟာတတိပဌာန်တော့မှာဆိုလဲရှင်းပဲဟောထားတာပဲအာတာပိတမ္ပဇာနောတတိမှာဆိုတာလုံလဝိရိယရဲ့တမ္ပဇာနာဆိုတဲ့ပညာအစဉ်ချင်းရဲ့ဒါတော်ဤမတော်ဤစိတ်အခြေအနေကိုဆင်ခြင်သုံးသပ်ပေးတာကတမ္ပဇင်ညတတိဆိုတာကမသုံးသပ်နိုင်ဘူးတတိက mindful လို့ရုံပဲတတိဆိုတာစောင့်ကြည့်ုံကြည့်တာအကောင်းဆိုးဆုံးဖြတ်တာမဟုတ်ဘူးတဘာဝတရားတွေကသူ့ဟာနဲ့သူတွဲဖက်ပြီးတော့အလုံးလုံးသွားအဲ့ဒါကြောင့်တတိနဲ့တမ္ပဇင်ညဒီနှစ်ခုကတွဲဖက်ထားတဲ့အရာတစ်ခုပဲတတိထားတဲ့အတိုင်းဆင်ခြင်သုံးသပ်တတ်တယ်အရာဆင်ခြင်တယ်ဒီနှစ်ခုတွဲမှအလုံးဖြစ်တယ်လို့ဒီလိုဆိုလို့တယ်တတိတစ်ခုတည်းအလုံးဖြစ်ဘူးတတိတစ်ခုတည်းအလုံးမဖြစ်ဘူးတတိနဲ့တမ္ပဇင်ညဟာတွဲဖက်ပြီးတော့နေရမယ်တတိမပါရင်လည်းတမ္ပဇင်ညမဖြစ်ဘူးတမ္ပဇင်ညမပါရင်လည်းအလုံးမဖြစ်ဘူးဒီနှစ်ခုဟာတွဲဖက်ပြီးတော့နေတယ်ဒီလိုဆိုလို့နောက်တစ်ခုကသမထောဟောတိဝိပဿနာဟောတိသမာဓိနဲ့ပညာဒါလည်းတွဲဖက်ပေးထားတာသမထောဟောတိဝိပဿနာနောက်တစ်ခုကပက္ခဟောတိအဝိခေပောဟောတိဆိုပြီးတော့ပက္ခဟဝိရိယနဲ့အဝိခေပတည်ကြည်မှုသမာဓိဒီနှစ်ခုကိုလည်းတွဲဖက်ပြီးတော့ပေးထားတယ်ကြည့်အဲ့တော့ပေါင်းလိုက်တော့56မျိုးတရား56မျိုးကုသိုလ်စိတ်ရှင်တဲ့အခါမှာရှင်တယ်လို့မြတ်စွာဘုရားကတရုပ်ထုတ်ပြီးတော့ဒီမှာပြထားတာရှိတယ်အဲ့ထက်မဲ့ပေါင်းစပ်ပြီးတော့ကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့အနှစ်ချုပ်ထုတ်ပြီးတော့ကြည့်မယ်ဆိုရင်ထပ်နေတာတွေအများကြီးပါသည့်အတွက်ကြောင့်သင်္ညိုထဲမှာလာတဲ့အတိုင်းပဲသူက38မျိုးတည်းကပဲဖြစ်တယ်ပေါ့အားလုံးပေါင်းလိုက်တဲ့အခါကျတရုပ်ထုတ်တော့သို့တော့ဘာဖြစ်လို့ဒီပုံစံနဲ့ဟောတာလဲဆိုတာကိုလိုက်ပြီးတော့ကြည့်မယ်ဆိုရင်အလွန်ကျေနပ်စရာကောင်းတာတွေကဘာလို့ဆိုရင်မဟာကုသိုလ်စိတ်ရဲ့အခန်းကဏ္ဍဟာဘလောက်ကြီးကျယ်တယ်ဆိုတာစဉ်းစားလားမဟာကုသိုလ်စိတ်ဟာဘာဖြစ်လို့လဲဆိုတော့ဒီဖတ်တာပင်စမကပြတာကတော့တဘာဝပဲဒါ so natural ဘာကုသိုလ်စိတ်ဖြစ်ရင်ဒါတွေဖြစ်မယ်တိဏ္ဏသင်္ကတိဖတ်တော်ဆိုတဲ့အတိုင်းသူကဖြစ်မယ်ဝေဒနာဖြစ်မယ်တင်ညာဖြစ်မယ်စေတနာဖြစ်မယ်ဒါတွေက the natural ပေါ့ common to all ပဲအဲ့ဒီမှာဇာနင်္ဂလို့သုံးလိုက်တာဟောဇန်တရားကိုအထုတ်မယ်ဆိုလို့ရှိရင်စုစုစည်းစည်းဒီစွမ်းအားတွေတက်လာအောင်လုပ်ဖို့ဝိတဝိသရာပိတိဒုက္ခဧကဂရစွမ်းအားတွေတက်လာအောင်လုပ်ပေးတာဒီစိတ်ပဲဆိုတာဒါထင်ရှားစိတ်ဇန်တရားရအောင်ကျင့်ဖို့ရလဲမဟာကုသိုလ်စိတ်နဲ့ကျင့်ရမယ်ဆိုတာကပြနောက်တစ်ခုကအိန္ဒြိယဒါလည်းတတ္တာတို့ဝိရိယတို့တတိတို့သမာဓိတို့ပညာတို့ဆိုတာအလွန်အရေးပါတဲ့အိန္ဒြေတွေပဲအဲ့ဒီအိန္ဒြေတွေထက်တန်လာတဲ့အခါမှာအသိဉာဏ်ကရင့်ကျက်လာတာဒီအိန္ဒြေတွေကညီမျှပြီးတော့နေရမယ်ဒါတတ္တာနဲ့ပညာညီမျှရမယ်သမာဓိနဲ့ဝိရိယညီမျှရမယ်အဲ့ဒါလိုညီမျှနေအောင်တတိကထိမ့်ကွက်ပေးရမယ်ဆိုင်ရာကိစ္စတွေမှာ तू ကစိုးမိုးထားသည့်အတွက်ကြောင့်အိန္ဒြိယဆိုဒါလည်းမဟာကုသိုလ်စိတ်မှာဒီတရားတွေကရင့်ကျက်အောင်လုပ်ရမယ်ဆိုတာကိုထင်ရှားစေတယ်အဲ့လိုမဟုတ်ဝိပဿနာတရားအားထုတ်မယ်ဆိုလို့ရှိရင်လည်းသမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပသမ္မာဝါယာမသမ္မာတတိသမ္မာသမာဓိဆိုတဲ့ဟောဒီမဂ်ခင်၅ပါးဟာကာရပကမဂ်ခင်အလုံးလုံးနေတာတရားထုတ်ပြီဆိုရင်အလုံးလုံးနေတာသူတို့နဲ့လောက်ပါဝိပဿနာဉာဏ်ဖြစ်တယ်ဆိုတာလည်းဟောဒီမဂ်ခင်၅ပါးနဲ့ညီတူညီမျှဟာမနီဖြစ်ပြီးတော့ဆရာအလုပ်တွေကို function တွေကိုဆောင်ရွက်သွားတာဟာဒါဒီ
ဒီအဓိပ္ပာယ်တွေကိုရှင်းပြတာပဲနောက်စွမ်းအားတွေဆိုတဲ့နေရာမှာမဟာကုသိုလ်စိတ်ရဲ့စိတ်စွမ်းအားတွေထဲမှာအရေးပါတာတွေကတတ္တာတို့ဝိရိယတို့တတိတို့တမာတိတို့ပညာတို့ဟိရိတို့ဥတ္တပဟောခွန်အားတွေကဒီထဲမှာရှိတယ်ဆိုတာကိုလည်းမြတ်စွာဘုရားကရှင်းပြထားတယ်ဒါတမန်ကာရင်ပြောတာမဟုတ်ဒီဟာတွေကဆိုင်ရာတိုးမြင့်ပေးရမယ်အင်အားတွေပဲဒီလိုဆိုလို့တယ်ဟောမဟာကုသိုလ်စိတ်ကြီးတည်မြဲဖို့အတွက်အခြေခံအကျတဲ့အမြင့်တဲ့ဖွဲ့ဖြစ်တဲ့ဟေတုတ္တိနဲ့ခြေစုပြုတဲ့အာလောဘအာရောဓအာမောဟဒါမူလဟေတုတ္တိနဲ့ခြေစုပြုနိုင်တယ်အာလောဘရှိနေသမျှကြံတဲ့ဟာတွေ remain ဖြစ်နေမယ်အာရောဓရှိနေသမျှကြံတာတွေ remain ဖြစ်နေမယ်အသစ်ပင်များဟာအမြင့်တန်းနေတဲ့အပင်ဟာရှင်သန်ပြီးတော့ကြီးထွားပြီးအပွင့်အသီးတွေကြီးထွားနေတယ်လို့ပဲဒီပုံစံမျိုးကိုရှင်းပြတာနောက်ဟိရိဥတ္တပလောကပါဠလူလောကကြီးကိုတရိစ္ဆာန်လောကနဲ့မတူထူးခြားအောင်လူတွေရဲ့အစဉ်တန်းကိုမြင့်ပေးတယ်ဟောဒီဟိရိနဲ့ဥတ္တပမြတ်စွာဘုရားကလောကပါဠတရားလို့ခေါ်တယ်950မှာဒေဝဓမ္မလို့ခေါ်တယ်တုတ်ကဓမ္မလို့ခေါ်တယ်နော်အဲ့ဒီဟိရိနဲ့ဥတ္တပဟာအမတန်မှအရေးပါတယ်လူလောကဟာဟိရိဥတ္တပပျောက်ကွယ်သွားလို့ရှိရင်လူလောကကြီးတိရစ္ဆာန်လောကကဲ့သို့အစဉ်တန်းနှိမ့်ကျသွားမယ်ဆိုတာကိုမြတ်စွာဘုရားဟောထားတာရှိဒါကြောင့်မို့ဒီတရားနှစ်ပါးဟာလည်းအရေးပါတဲ့တရားနှစ်ခုဖြစ်လို့သီးသန့်ထုတ်ဖော်ပြီးတော့ဟောတယ်မဟာကုသိုလ်စိတ်ဖြစ်နေပြီဆိုလို့ရှိရင်စိတ်ငြိမ်းချမ်းမှုတွေစိတ်ပေါ်ပါမှုတွေစိတ်နုညံ့ပျော်ပါမှုတွေစိတ်ရဲ့လှုပ်ဆောင်နိုင်စွမ်းအားတွေစိတ်ရဲ့ကျန်းမာတာ healthy mental healthy တွေကာယပါကုညတာစိတ်ဓာတ်ပါကုညတာစိတ်ရဲ့ဖြောင့်မတ်မှုတွေရိုးသားမှုတွေဟာဒီဘာကုသိုလ်စိတ်ဖြစ်လာရင်ဖြစ်လာနိုင်တယ်ဆိုတာကိုကြည့်ဒါတွေကလည်းရှင်းပြထားတာဆိုအလုံးကိုဒီမဟာကုသိုလ်စိတ်ရဲ့စွမ်းအားတွေပေါ်အောင်လို့ဖော်ပြထားတာတာမန်မဲ့မဟာကုသိုလ်စိတ်ကစိတ်38ရှင်တယ်ဆိုတော့ဘာလို့ရှင်တာတော့ဘာတွေဆောင်ရွက်မှုရှိတာတော့ဆိုတာအဓိပ္ပာယ်မပေါ်ဘူးခုမြတ်စွာဘုရားဒီဓမ္မသင်္ကနီပါဠိတော်ကိုဖတ်ကြည့်လိုက်လို့ရှင်ဒီကုသိုလ်စိတ်ထဲမှာဒီလိုစွမ်းအားတွေအမတန်အရေးပါတဲ့အချက်လက်တွေစုထားတာပါလားဆိုတာကိုသဘောပေါက်လာအဲ့ဒီစွမ်းအားတွေကြောင့်မို့လို့သူကစမ်းဆောင်နိုင်မှုတွေအများကြီးဖြစ်လာတာဒီထဲမှာနောက်တတိတဲ့တမ္ပဇင်ညတဲ့သမထတဲ့ဝိပဿနာတဲ့ပက္ခဟာတဲ့အဝိခေပတဲ့ဟောဒါတွေဖြစ်လာမဟာကုသိုလ်စိတ်ရဲ့စွမ်းဆောင်မှုတွေအလွန်လဲကြီးမားတယ်ဆံရဖို့လဲမဟာကုသိုလ်စိတ်နဲ့တွားရမှာပဲဝိပဿနာကျင့်စဉ်ကိုကျင့်တော့လဲမဟာကုသိုလ်စိတ်နဲ့တွားရမှာဒါကြောင့်မို့လို့အမတန်မှအရေးပါတယ်ဆိုတာဓမ္မသင်္ကနီပါဠိတော်ကိုဖတ်ကြည့်တာနဲ့ပဲဒီအချက်လက်တွေဟာအမတန်မှထင်ရှားတယ်တာမန်မဟာကုသိုလ်စိတ်8ခုစရသိတ်38ပါးလို့ဒီလောက်လေးတွေမှတ်လို့ရှိရင်တော့စွမ်းအားတွေမပေါ်လာဘူးပေါ့မပေါ်လာဘူးပေါ့အရေးပါမှုတွေမသိဘူးပေါ့ဒါတွေကိုသိလာပြီဆိုလို့ရှိရင်တော့ဟာဒီဟာတွေကအမတန်မှတန်ဖိုးရှိတာပါလားဆိုတာကိုဒီစွမ်းအားတွေကဘယ်မှာရှိတာတော့ဆိုဒီ internal power တွေကကိုယ်တဏ္ဍာမှာရှိအပြင်မှာမရှိဘူးများသောအားဖြင့်လူတွေက external power ကိုအားကိုးကြကြည့်လေGod ကိုအားကိုးတယ်ဆို external power ကိုသူကအားကိုးတယ်မြတ်စွာဘုရားကိုယ်တိုင်ကအတ္တဟိအတ္တနောနာထောလို့ဟောထားတာ internal power ရှိတယ်ဘုရားဖြစ်အောင်လုပ်တာလဲကိုလုပ်ရမှာပဲနော်ယန္တာဖြစ်အောင်လုပ်တာလဲကိုလုပ်ရမှာပိစိကဗုဒ္ဓဖြစ်တာလဲကိုဒီစွမ်းအားတွေအားလုံးဟာ internal power တွေကအများကြီးရှိတယ် external power ဆိုတာအထောက်အကူဖြစ်ရုံပဲသို့တော့ internal နဲ့ external ဟာနှစ်ခုပေါင်းစပ်ပြီးတော့အကျိုးပြုတယ်ဆိုတာထင်ရှားတယ်ဒါ internal နဲ့မြတ်စွာဘုရားက condition ပေးရင် external condition internal condition နှစ်ခုအမြဲတမ်းပေးလို့ရှိတယ်ကြည့်လေသောတာပန်ဖြစ်ခြင်းအကြောင်း၄မျိုးဟောတဲ့ထဲမှာသပ္ပုရိသတန်တေဝသတ္တမတဝနာဒါ external condition ပဲအပြင်ဘက်ကအကြောင်းနှစ်ခုဟောအတွင်းအကြောင်းကြတော့ဘာတော့ဆိုရင်ယောနိသောမနတိကာရဓမ္မနုဓမ္မပฏิပတ်တိဒါအတွင်းကိုလိုရမယ်တမ္မာဒိဋ္ဌိဖြစ်ဖို့ရအတွက်ပရတောခောတာတဲ့ယောနိသောမနတိကာရတဲ့ဒီလိုပေးတယ်ပရတောခောတာဆိုတာ external condition ယောနိသောမနတိကာရဆိုတာ internal internal ကအမတန်မှအရေးကြီးတယ် external နဲ့ internal ပေါင်းလိုက်တဲ့အခါ internal စွမ်းအားထက်နေဖို့လိုတယ်လို့ဒီလိုဆိုလိုတာပေါ့ဒါကြောင့်မို့ internal စွမ်းအားတွေဟာအခုမဟာကုသိုလ်စိတ်ထဲမှာအပြည့်ရှိဒီအပြည့်ရှိနေတာတွေကတချို့ဟာက develop ဖြစ်အောင်လုပ်ပေးရထူထောင်ပေးရမထူထောင်လို့ရှိရင်အင်အားတွေကပျော့ကျတော့ငြိမ့်နေမှာပဲသူတို့ကစွမ်းအားထက်နေမှာမဟုတ်ဘူးစွမ်းအားထက်အောင်လုပ်ရမယ်ဆိုတာကိုနောက်ဆုံးမှာမြတ်စွာဘုရားကပက္ခဟာတွန်းအားတွေပေးပါလို့ဆိုတဲ့အဓိပ္ပာယ်နဲ့ပက္ခဟာအဝိခေပ
ဟိုဒီလျှောက်ပြီးတော့စိတ်တွေလေလွင့်မနေပဲနဲ့ငြိမ်အောင်ထားပါဆိုတဲ့ဟာတစ်ခုနဲ့ဒီကုန်းချုပ်ပြီးတော့ပြောထားတာဒီမဟာကုသိုလ်စိတ်၈ခုအဲ့လိုနောက်ရေဝပဏတတမိတမယေအင်ညေပိအဋ္ဌိပဋိစ္စသမုပ္ပန္နဒီစကားလုံးကလည်းသိပြီးတော့အရေးကြီးတာပဋိစ္စသမုပ္ပန္နနဲ့အဋိစ္စသမုပ္ပန္နဆိုတာစကားနှစ်ခုရှိတယ်ပဋိစ္စသမုပ္ပန္နဆိုတာအကြောင်းကိုမှီပြီးတော့မှဖြစ်တာပဋိစ္စသမုပ္ပန္နအဋိစ္စသမုပ္ပန္နဆိုတာဘာကြောင့်မှမဟုတ်ဘဲနဲ့ဖြစ်တာ accidental ပေါ့ဟောအဲ့ဒီစကားလုံးနှစ်ခုဟာပဋိစ္စသမုပ္ပန္နကသမ္မာဒိဋ္ဌိအဋိစ္စသမုပ္ပန္နကမိစ္ဆာဒိဋ္ဌိဒါမို့အဋိစ္စသမုပ္ပန္နဝါဒဆိုတာရှိတယ်ဒီစကားနှစ်ခုရဲ့အသုံးဟာအမတန်မှမှတ်သားစရာကောင်းတယ်ပဋိစ္စသမုပ္ပန္နအဋိစ္စသမုပ္ပန္နပဋိစ္စသမုပ္ပန္နဆိုတာဆိုင်ရာအကြောင်းကိုမှီပြီးတော့မှဖြစ်လို့ရတယ်ဒါကမြတ်စွာဘုရားဟောတဲ့တရားအဋိစ္စသမုပ္ပန္နဆိုတာဘာကိုမှအကြောင်းမပြုပဲသူ့ဟာသူဖြစ်တယ်အာဟိတုကဝါဒဟောဒီနှစ်ခုအဲ့ဒီမှာဘုရားကရှင်းရှင်းကြီးလက်ခံထားတာကြည့်ပဋိစ္စသမုပ္ပန္နအရူပိနောဓမ္မာ formless ဓမ္မတွေဒါတွေအားလုံးဟာကုသလတွေပါတဲ့ wholesome state လို့ဆိုလိုတာ wholesome state တွေဟာအခုပြောခဲ့တဲ့ကုသလတရားတွေဟာဘာတော့ဆိုလို့ရှိရင်ကုသလအနဝိဇ္ဇအပြစ်ကင်းတယ်ဒုက္ခဝိပါကချမ်းသာသောအကျိုးကိုပေးခြင်းလက္ခဏာရှိတယ်ဆိုတဲ့ဒီအင်္ဂါနှစ်ရပ်နဲ့ပြည့်စုံတဲ့သဘာဝတရားတွေလို့မြတ်စွာဘုရားဒါဓမ္မုဒ္ဒေတအနေနဲ့အချင်းချင်းထုတ်ပြတာအဲ့တော့နောက်တစ်ခါလက်ချကြလို့ရှင်မှတ်သားစရာလေးတွေတော့အများကြီးကြံနေသေးတယ်ဒီဓမ္မသင်္ကနီမှာကဖွင့်ဆိုချက်ကလေးတွေအတိတ်ပဲလေးတွေအမတန်ကြံသေးတယ်အခုကတော့တာမန် perspective လေးနဲ့ဒီကုသလဓမ္မဆိုတာလေးအချင်းချင်းရှင်းပြတယ်နောက်လက်ချတစ်ခုလောက်တော့တစ်ချိန်ဖြစ်စေနှစ်ချိန်ဖြစ်စေဓမ္မသင်္ကနီကျမ်းနဲ့ပတ်သက်ပြီးတော့နည်းနည်းရှင်းပြောဖို့တော့လိုလေအောင်မယ်လို့ထင်တယ်အဲကြောင့်မလို့ကဲဒီကနေ့တော့ဒီဓမ္မသင်္ကနီရဲ့ဒီ compilation format structure form ကိုနဲ့နည်းနည်းရှင်းပြတဲ့အချက်လေးဒီလောက်နဲ့ပဲရှင်းနာကြပါစို့ဘုရားသာသနာစိရဒိဋ္ဌတုဘုရားသာသနာစိရဒိဋ္ဌတုဘုရားသာသနာစိရဒိဋ္ဌတုသာဓုသာဓုသာ